စွန်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ခင်တာတိန်ဘက် channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နားဆင်သူပရိသတ်တွေအတွက်စိတ်ဝင်စားစရာအချက်ဝတ္ထုဇာတ်လမ်းကောင်းလေးများစွာတင်ဆက်ပေးတဲ့ကျမတို့ရဲ့ channel ကနေဒီကနေ့တင်ဆက်ပေးမယ့်အချက်ဇာတ်လမ်းလေးကတော့ဦးနဲ့သမီးဆိုတဲ့အချက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါဖြစ်ပါရရှင်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါရရှင်။ဟုတ်ကဲ့ပါ။ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီ။ຫນွေရသည်ကိုထပ်ရောက်လာပြန်ပြီပေါ့။ဒီလိုဝေးလံခေါင်တည်တဲ့နေရာမျိုးဟာသူတို့ရဲ့နောက်ဆုံးချိန်ကိုစောင့်နေကြတဲ့အဖိုးအဖွားတွေပဲရှိကြပြီ။ဘာဆိုဘာမှပြောကြမကောင်းတဲ့ကျမဘွားဟာယေမြန်သွားမြန်ပြန်လာတော့ဟဲ့အဖွားပြောတာကြားလားကျမကဒီရောမှငငယ်ကလေးကအဖွားနဲ့နေခဲ့ရတယ်။ကျမရဲ့အဖေနဲ့မေအိမ်အောင်ကွဲသွားပြီးတဲ့နောက်မှာအမေကကျမကိုစွန့်ပစ်ခဲ့တယ်။ကျမကိုဂရုစိုက်ပေးတာဆိုလို့အဖွားပဲရှိခဲ့တာ။အခုကျမရွယ်ရောက်လာခဲ့ပြီ။စံကိတ်တွေစားရအောင်ပါပဲ။အဖွားကစံတချို့ကိုကြိတ်ဖို့ကျမကိုမြူတယ်လွတ်လိုက်တယ်။ဒီဆိုင်ကိုကျမမသွားချင်ပေမဲ့လေအဖွားကခိုင်းတော့လေသွားရတော့တာပေါ့။အပြန်ခုံထဲမှာခဏထိုင်ပြီးအမောဖြေနေအောင်ဟဲ့ညနာလေမှုံကုတ်နေရပဲ။ဘာလဲမင်းဖွားနဲ့အစင်မပြေခဲ့ပြန်ဘူးလားစံကြိတ်တဲ့ဆိုင်အောင်အဖိုးကြီးကကျမနာကိုရောက်လာပြီကျမခန္ဓာကိုယ်စူးစိုက်ကြည့်နေတယ်ဒါလေအပြစ်မှပူတယ်အထဲဝင်ပြီးနားရအောင်ကျမခန္ဓာကိုယ်အသားယူပြီးသူကထဲကိုခေါ်သွားခဲ့ကျမဒီလိုຢာတွေကိုပေတုံးကလေးကနေသားကြနေမှန်းတော့ကိုမသိခဲ့ဘူးနိုင်နေငယ်ကြတော့ကျမသူ့ဆိုင်ထဲကနေစံကြိတ်ထားတဲ့အိမ်ရည်နဲ့တူသူပေးတဲ့ပတ်စံတွေကိုချက်ပအောင်စုပ်ကိုင်အိမ်ပြန်ကားမတ်တိုင်းကိုလမ်းလျှောက်လာခဲ့တယ်။ဟာသွားပြီ။ကျမရှိလေးတယ်။နောက်ဆုံးထွက်မဲ့ဘတ်ကထွက်သွားခဲ့။မထူးတော့ပါဘူး။လမ်းလျှောက်ပြန်ရတော့မှာပဲ။နေရလေပူလမ်းကလည်းလျှောက်နေရတော့ချွေရတကူလုံးဆူရွှဲနေရပဲ။ဒီတိုင်းသွားလို့တော့မဖြစ်ဘူး။ခဏနားမှရမယ်။ကျမလမ်းဘေးမှာခဏနားနေအောင်ခြေကားတစ်စီးကဘေးကနေဖြတ်သွားတယ်။ဟေးခဏလောက်။ကျမလမ်းတားလိုက်ပြီပဲ။ကားကမရက်ပဲအရှိကိုဆက်သွားတယ်။ငါသူ့ရဲ့မဲထင်လို့ကျမသူ့ကားကိုကြည့်နေတော့မှပဲကားကလမ်းဘေးကိုထိုးရက်သွားတယ်ကျမလည်းသူ့ကားနာကိုဆန်းလျှောက်သွားတော့သူကကားမှန်ချပေးတယ်အခုမှပဲအေးသွားတော့တာပဲတီရှပ်အင်ကြီးကိုကျဲသီးနှလုံးလောက်ဖြုတ်ထားပြီးတော့ကျမရဲ့ပုံစံကိုသူ့ကြည့်ပြီးဘာမှမပြောပဲကားထဲမှာပါတယ်ရေဘူးကိုတက်ထိုင်နဲ့သူကမောတောက်လိုက်တယ်ကျမလမ်းဆန်းလျှောက်နိုင်တော့တအားပူတယ်ရှင်ကားနဲ့လမ်းကြုံလိုက်ပြစီကားခါကိုကျမပေးမှာပါဘာနဲ့ပေးမှာလဲကျမဦးလေးကြီးကိုမြင်ဘူးတယ်ဒီနာကနေဖြတ်သွားနေကြမလားဘာရဲ့ဦးလေးကြီးဟုတ်လားဒါနဲ့မင်းအသက်ဘယ်နဲ့လဲ22နှစ်ပါမင်းအသက်လိန်ထားတာမလားဘာလို့လဲအသက်မပြည့်သေးဘူးလို့ထင်လို့လားအသက်မပြည့်သေးအနောက်ဘက်မှာလိုက်ထိုင်စီလေပြီးတော့ဘာကားခါမှပေးကြမလို့အသက်ပြည့်ရဲဆိုရောမင်းပြောခဲ့တဲ့အတိုင်းကားခါကိုပေးရမယ်နောက်ဆုံးတော့သူလဲကျမခန္ဓာကိုစူးစူးစိုက်ကြည့်နေဒီလိုပါပဲဒီလိုလူတွေကဘာလဲမပေးချင်လို့လားဒါဆိုလဲရတယ်ခဏနေပါအောင်ကျမကားခခုပေးပါမယ်ဒီလိုလူတွေရဲ့အထောင်ကျမကသိပြီးသားမို့ဝေထားတဲ့စကတ်အောက်ကနေပင်တီလေးကိုချုပ်ပြီးသူ့ကိုပေးလိုက်တယ်ဟုတ်ပြီကားပေါ်တက်ကျမကားပေါ်ရောက်တော့သူကရေတံမှုတပူပေးတယ်ကျမလည်းရေးစားစားနဲ့အကုန်မောသားလိုက်တာယူရီဖိတ်စိန်ကုန်တယ်တုတ်လိုက်သူပေးတဲ့အဝတ်နဲ့ကျမအင်ကြီးပေါ်ကရေတွေကိုတုတ်လိုက်တယ်ကျေးဇူးတင်ပါတယ်မင်းကိုကျေးဇူးတင်တာဗဇက်နဲ့ပဲတင်ရမယ်လို့ဘသူကသင်ပေးထားတာလဲသူကကျမနာကိုဒိုးကတ်လာပြီးအင်ကြီးကျဲသီးကိုတလုံးချင်းဖြုတ်နေတယ်ရှင်ကဘာလို့ကျင်သေးလို့လဲဒီနားမှာအဖိုးကြီးတွေပဲနေတာမလားမင်းကဘာလို့အမြဲမလုံးမလဲနေရလဲရှင်ကဘာသိလို့လဲသိတာပေါ့ကိုမြင်ဘူးတယ်လေမင်းကိုအဖွားကြီးတယောက်ကအင်ကြီးဆွဲချဖို့ပြောတာဟုတ်မင်းကဒီတိုင်းနေနေတာမဟုတ်သူကားပေါ်ရောက်တော့မှပဲကျမကိုသူဟာသူ့ပိုင်နဲ့ထဲရောက်လာတဲ့သားကောင်လေးလိုပြုတ်မှုနေမင်းနာမှာရှိရသူတွေအားလုံးမင်းကပြကျင်နေရမလားဟုတ်တယ်ကျမသူတို့ကိုကြည့်စေချင်တယ်မင်းကစားခံခြင်းနေရပဲအထဲမှာပူနွေးနေရပဲသူ့ရဲ့လက်တွေကအတွင်းနဲ့ထိကိုနေရာယူလာကြတယ်မင်းကိုလှုပ်ပေးနိုင်မလားသူပြောဆိုကျမသဘောပေါက်လိုက်တယ်သူကလည်းသူ့ပေါင်းမိစိတ်ကိုဖျောက်ပြီးကျမရဲ့ကောင်းကိုအလိုက်တင်လေသူ့ရဲ့အောက်ပိုင်းစီကိုမူစေအစားတော့ထီယာတွေအားလုံးကျမမသိခဲ့ဘူးသိဖို့လည်းမကြိုးစားခဲ့ဘူးဒါမဲ့ကျမပတ်စံလိုချင်လာတယ်
ယောက်ျားတချို့နဲ့မလုံးတဲ့တာတွေလုပ်ခဲ့တယ်ကျမရဲ့စိတ်ဆန္ဒမပပဲပေါ့ဒါပေမဲ့ဒီလူကတော့ထူးခြားတယ်ရုပ်ရည်ကလည်းချောမောတန့်ပြန်ပြီးတိကျရဲ့ကျမရင်တွေခုန်နေတယ်လက်နဲ့တင်ချကိုင်းပြီးတင်ချလို့မင်းအိမ်မြောင်မချင်းကို့ကိုလှုပ်ပေးကျမရဲ့နှကန်းလွှာတွေကြားထဲမှာဝင်ရောက်နေခဲ့ပြီးအိမ်ပြန်လန်းကိုကားလျာတွေးရွေ့မောင်းလာခဲ့အာဘာလုပ်တာလဲကိုကကိုသာအာယုံဆိုင်သူကကျမရဲ့ရှယ်ဝင်လေးတယ်သူ့လက်တွေနဲ့ဝင်ရောက်ကစားနေကျမမှဘလို့နေလို့နေရမှန်းတော့မသိဘူးတပြေးပြေးနဲ့ရွာဝင်လန်းကိုရောက်လာခဲ့တယ်ဒီနေရာတောင်ရောက်ပြီးသူကကျမရဲ့ကောင်းကိုလက်နဲ့ကိုင်းပြီးကျမလေချောင်းတွေပူထူတဲ့ထိဖိချနေခဲ့တယ်ဦးလေးကြီးကျမညင်းလို့လည်းမရရုံးကန်လို့လည်းမရအကုန်မျိုးချလိုက်နောက်ဆုံးမှာတော့ကျမမျက်နှာတစ်ခုလုံးရွှဲဆုပ်သွားခဲ့အသက်ကိုမနှဲပြန်ရှူနေရတဲ့ကျမကိုသူကကြည့်ပြီးမင်းတို့စိုက်ခင်းတဲ့မီတာ100လောက်ဝေးတဲ့နေရာကိုသိလားဘာဖြစ်လို့လဲကျမမှရှင့်ကိုပေးကြကားခအတွက်ပတ်စံတစ်ပြားမှမရှိဘူးမင်းကိုအဲ့အတွက်ခေါ်တာမဟုတ်ပါဘူးကိုမင်းကိုအလက်ကအသားကင်တောက်ကျွေးမလို့ဟာရင်အိမ်ပြန်ရောက်တော့အဖွားကိုစံကြိတ်ထားတဲ့အထုပ်ပေးပြီးရေချိုးဖို့ထွက်လာခဲ့စိတ်ထဲမှာလည်းသူ့အကြောင်းတွေခန္ဓာကိုယ်ကတိတ်မှုမမှန်တော့ရေချိုးပြီးတော့အဖွားနဲ့ထမင်းစားပြီးအဖွားကိုစိတ်တိုက်နှိမ့်နေပေးပြီးအိမ်ရဝင်စေခဲ့တယ်အဖွားအိတ်သွားတော့မှဟာရီလည်းအိမ်ကနေထွက်လာခဲ့တယ်ရွာလေးကွင်းနဲ့နည်းနည်းလောက်လှမ်းနေနေရရောက်တော့မနက်ကချစ်ကားကိုကျမတွေးလိုက်တယ်မင်းရောက်လေးနေငယ်ရှိနေရမို့သွားကြည့်လိုက်တော့ရွက်ပြင်းတဲ့တလုံးနဲ့ထိုင်ကုန်လေးတွေကိုချထားတယ်နေနောက်ကြတယ်နော်ကိုကမလာတော့ဦးတောင်ထင်းနေရအဖွားမအိတ်သေးလို့ပါအိမ်ပြန်တော့ကြတော့အစုခံလိုက်ရလားခံရတာပေါ့ဒါပေမဲ့လည်းအခုတော့စိတ်ဆိုးပြေသွားပါပြီဟာရီလည်းသူ့ဘေးမှာဝင်ထားရင်သူ့လက်တွေကိုအမှတ်မတင်ကြည့်မိလိုက်တယ်ရှင်လက်တွေကဘာလို့လာကိုင်းတာလဲအော်ရောင်းနေရလားလို့ပါမင်းကတော်တော်စူးတာပဲရုတ်တရက်ကြီးကိုယ့်လက်ကိုလာကိုင်းတော့နားလည်မှုလွဲတော့မလို့ဒါနဲ့ရှင်နာမည်ကဘလို့ခေါ်လဲတူမင်းနာမည်ရောကျမနာမည်ကဟာရီလှသားပဲကဲရော့အသားကင်ရပြီစောင်းဦးလေးကြီးတက်ကဘယ်နဲ့နှစ်လဲ35တကယ်ကိုကျမထံများကြီးကြီးတာပဲဟုတ်ပါဘီယာတောက်မလားအဲ့ဒါကောင်းလို့လားမင်းတခါမှမတောက်ဘူးလားအော်ကျမဖွားစီမှာတော့ရိုးရာရက်တွေအများကြီးရှိရယ်ဒါပေမဲ့ကျမတခါမှတော့မတောက်ဘူးတောက်ကြည့်လေဒါဆိုဟာရီလေဘီယာတပူးကိုဖောက်လိုက်ပြီးမောတောက်လိုက်တယ်ထင်ထားတာတဲ့အဝင်ဆိုးရကြောင့်မျက်နှာရှုံးမဲ့သွားတယ်ဒါနဲ့ဦးလေးကြီးကဒီလိုမျိုးခေါင်ခိုက်တဲ့နေရာကိုဘာလို့လာနေရတာလဲအဖေဆုံးသွားအောင်မို့သူနဲ့ပတ်သက်တဲ့မြေယာတွေအကုန်လုံးလိုက်ရောင်းနေတာ။အော်အဲ့ဒါကြောင့်ဒီမှာဘယ်လောက်ကြာနေမှလဲ။3ရက်4ရက်လောက်ပေါ့။အားကြလိုက်တာနေရာစုံသွားဖို့ပါပဲနော်။မင်းရောဘယ်နေရာတွေရောက်ဖူးသေးလဲ။အော်ဒီမှာကောက်ဆိုင်တယ်။ပြီးရင်မြို့ရဲဈေးကိုသွားတယ်။ဒါပါပဲ။ကျမရောက်ဖူးတဲ့နေရာတခြားဘယ်မှမရောက်ဘူးလား။ဟုတ်တယ်။ကျမကိုနှစ်ကလေးကျဲတော့ကတော့ဒီနေရာမဟုတ်တဲ့နေရာတစ်ခုမှနေဘူးတယ်။တေချာတော့မမှတ်မိတော့။အဲ့မှာနေတော့ပိုတော်ဆိုတဲ့ကျမအိမ်ထဲကအိမ်ပြင်တော့မထွက်ရအောင်ဒီကိုရောက်တော့အိမ်ထဲကအိမ်ပြင်ထွက်ရတယ်လေအင်းလေဒီမှာလေကွင်းကြီးတယ်တက်ကြီးရွယ်တွေပဲရှိရလေကိုကတော့ဒီမှာနေရတာပြောတယ်မင်းပြရဆိုတာတော့တကယ်မသိဘူးလားမသိဘူးကျမဖိုးရောကျမကိုစွန့်ပြတ်သွားတဲ့အမေရောအရက်သမားတွေကြီးပဲအဲ့ဒါကြောင့်ကျမဖွာဒါရီဆိုရင်လမ်းနေတော့ပေးမကင်ဘူးအော်ဒါနဲ့ဦးလေးကြီးဒီကားကိုဝယ်ထားတာလားအဲကားထက်လာတဲ့ကားတွေများကြီးရှိအောင်ဘာလို့ဒီလိုကားကြီးကိုဝဲရတာလဲဒီကမင်းပြောသလိုအလားကြီးကားတော့မဟုတ်အကျန်းခံတယ်။အော်အဲ့ဒါကြောင့်ဈေးကြီးမဲ့ပုံပဲနော်။ဒါနဲ့ရှင်ကားနောက်မှာအိတ်တာလား။အော်ပုံပဲမရှိဘူး။တဲထဲမှာလည်းအိတ်တယ်။ကားပေါ်မှာလည်းအိတ်တယ်။တခါလေတော့မအိတ်ပဲလှဲလျောင်းပြီးတော့ကျဲတွေကိုကြည့်ရလေ။ရှင်ကိုအားကြလိုက်တာ။ကျမလည်းကားလေးတစ်စီးလောက်လိုချင်မိတယ်။ဘာလို့လဲ။အရင်တစ်ခေါက်တော့ကကျမမြို့ပေါ်သွားပြီးစံသွားကြိတ်တဲ့နေပါ။ကျမဖွာရုတ်တရက်ကြီးလဲကျသွားတယ်။မင်းဖွာခဏခဏနေမကောင်းဖြစ်တာလား။တခါတလေမှပါ။အဲ့ဒါနဲ့ကျမလည်းအလင်းလိုရနဲ့လူတယောက်ကိုကျမဖွာကိုစေးုံတင်ပေးဖို့အခုညီတောင်းမိတယ်။ဒါမဲ့ तू ကကျမဖွာကိုသွားခေါ်ပေးမယ်စား။သူ့ရဲ့ညစ်ပတ်တဲ့နေရာကိုကျမကိုထိခိုင်းတယ်။ဘာ။ကျမလည်းမတက်နိုင်ခဲ့ဘူးလေ။ကျမရင်ဘတ်ကို तू ကကင်တယ်။ပြီးတော့မင်းကိုဘာဆက်ပြောမှန်းမသိတော့ तू ကစိတ်ပြက်ပြီးအံ့ဩသွားတဲ့ပုံနဲ့တက်ပြင်းချတယ်။အဲ့လိုမှမလုပ်ရင်ကျမဖွာကိုအသေးခံရမှာလား။ဖေးအောင်ဆို100တန်ကြီးရှိရပဲလေ။ရှင်တော်ကျမစီကကားခတောင်းခဲ့သေးရပဲကျွန်တော်သူမစကားကိုကြားတော့ဘာဆက်ပြောမှန်းတကယ်မသိခဲ့ဘူးပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းရမလဲမသိတဲ့ကလေးတယောက်ပေါ့ကျွန်တော်ဘာလုပ်ခဲ့မိရလဲကျွန်တော်သူမကိုစားတွေ့တဲ့နေရာကောက်ဆိုင်နေတဲ့သူမခန္ဓာကိုလူရင်းမြေအောင်မပေါ်တပေါ်ဝစ်ထားခဲ့တော်တော်စီပေါ်တဲ့မိန်းကလေးလို့တွေးမိခဲ့ပေမဲ့
ကျွန်တော်ကိုယ်တိုင်သူမလာမှကြာရှုံသွားခဲ့တကယ်တော့သူမပညာမတတ်ခဲ့တော့ဘယ်ဟာအမားလဲအမှတ်လဲသူမလုံးနေတဲ့လုံရက်ကဘယ်လိုဆိုးရတဲ့လုံရက်လဲဆိုတာမသိခဲ့လို့ပဲသူမကိုလမ်းပြပေးမဲ့သူမရှိဘူးစုံမပေးမဲ့သူမရှိဘူးဖေးမပေးမဲ့သူမရှိဘူးဦးလေးကြီးကျွန်တော်တွေးနေမျောနေတဲ့အချိန်ပါပဲသူမခေါ်လိုက်တာကြောင့်ပြန်အသက်ဝင်လာခဲ့တယ်ဘာလဲရှင်ကြွေးခဲ့တဲ့အသားတွေကျမအခချင်းငွေပေးရမလားပြောဆိုနေသူမကကာဝင်ကိုချွတ်လိုက်တယ်ရေကျိုးလာတော့မို့ချွေးသိမ့်မထွက်ဘူးမင်းသဘောကျနေရလားမင်းရဲ့ခန္ဓာကိုလူတွေထိတွေ့နေရအောင်လေပုံမှန်အားဖြင့်တော့တိတ်သဘောမကျပါဘူးဒါပေမဲ့အခုတစ်ခေါက်ကတော့မတူကျမအတွေ့အကြုံနှုတ်ပေမဲ့စိတ်လိုလဲရလက်ခံမြဒီတစ်ခါပထမဆုံးထင်တယ်မင်းဒုံးဘောတတ်ထိုင်လိုက်တယ်မင်းအဝတ်မဝတ်ပဲမနေသင့်ဘူးလေကျမတို့အဆုံးထိသွားရအောင်တခြားသူတွေနဲ့မလုပ်ချင်ပေမဲ့ရှင်နေတော့ဘာလဲကိုကအသက်ငယ်နေလို့လားမသိဘူးရှင်ကတန်မာတဲ့ပုံပေါက်တယ်ပြီးတော့စကားပြောရတာလည်းအဆင်ပြေကျမအတွက်တော့ရှင်ကလန်းဆန်းတွက်ကြသေးတယ်လို့ပဲပြောရရင်ရှင်ကကျမကိုတတ်နေတယ်လို့ဟာဟာဦးလေးကြီးကြွေးတဲ့သားဈေးကြီးတော့ရှင်စိတ်ပါရင်အဆုံးထိသွားလိုက်လို့ရတယ်နှက်ခမ်းနဲ့နန်းစချွေလိုက်တယ်ဘာလဲတေချာမထိုင်နိုင်တော့ဘူးလားအာကောင်းတယ်ကိုတို့နန်းကြမလားကျမတခါမှမနန်းဘူးစက်တော်လုပ်ဘူးပေမဲ့မနန်းဘူးဘသူနဲ့မင်းပထမဆုံးချိန်ဖြစ်ခဲ့တာလေအလဲတန်းလောက်မှာကျောင်းသားကောင်စီဥက္ကဋ္ဌနဲ့ဖတ်ကျမအထက်တန်းတက်ချင်လို့အဲ့လိုလုပ်ခဲ့တာမင်းတက်ခဲ့ရလားဟောတရက်ပဲကျောင်းသွားပြီနောက်ရက်တွေမသွားတော့အလဲတန်းပဲပြီးတာပေါ့ဟောအလဲတန်းတော့မပြီးခဲ့ဘူးဦးလေးကြီးရှင်ကျမကိုစိတ်ပါအောင်လုပ်နေရလားဟာရင်အရင်ကကိစ္စတွေကိုမေးလိုက်ပါအခုကစားပြီးကိုနဲ့ပထမဆုံးချိန်လို့တွေးလိုက်ပြီးတော့မင်းကိုကားကတောင်းမိတာမင်းပုံစံကအမြင်မတော်လို့ပါအာဆိုရှင်ကလူမိုက်လားဘယ်လိုထင်လဲကိုပုံစံကလူမိုက်ဖြစ်နေလားလူတက်ရင်လဲတတ်ထားနိုင်တဲ့လူတစ်ယောက်ဖြစ်နေနိုင်တာပဲဦးလေးကြီးကသဘောထားပြင်းသွားတဲ့သူတစ်ယောက်ပါထုံးကသူမအောင်ချီသွားပြီးကားပေါ်ကိုတင်လိုက်တယ်ကိုတို့လှုပ်တင်ရလားကျမတို့လှုပ်ချင်တယ်ကျမကိုနမ်းပေးပါနှကန်းလေးကိုဟာလိုက်မင်းနေငယ်ကြောင်နှကန်းချင်းဖလှယ်ပြီးမင်းလှုပ်ချင်တယ်ဆိုလဲကိုတို့လှုပ်ကြတာပေါ့ထိုးကဟိုင်ကိုကားပေါ်တွန်းချလိုက်ပြီးဒီနေရာမှာလှုပ်ရတာတစ်မျိုးကြီးပဲကိုမင်းကိုအကောင်းဆုံးစွမ်းဆောင်ပေးမယ်ဦးလေးကြီးရားတယ်ထိုးကသူမရဲ့ဝင်းလေးကိုစိတ်ကြိုက်နှမ်းဆိုင်နေရားကောင်းလိုက်တာဦးလေးကြီးလှုပ်ပေးပါအောင်ထိုးကဟာရင်လှဲတိုင်းလေးတွေကိုနှမ်းဆိုင်နေလက်ချောင်းလေးတွေကဟာရင်ရဲ့ဝင်းလေးတွေကိုအပြိုင်ဆိုင်လှုပ်နေဦးလေးကြီးမလှုပ်ပါနဲ့ဦးလေးကြီးတော်ပါတော့ကျမမခံစားနိုင်တော့များချက်ပဲကဲအခုမင်းတောင်းဆိုတဲ့အတိုင်းကိုကမင်းကိုတညလုံးအတူနေမယ်တုံးကအဝတ်စားတွေချွတ်လိုက်တယ်ဦးလေးကြီးကျမကိုနမ်းပေးပါအောင်ကဲခုမင်းချက်တော်တွေကိုစုထားမြန်လေးလှုပ်ပေးပါအလေးမလိုပါနဲ့ကွာလှုပ်ပေးမယ်မရဘူးထင်တယ်စိတ်အေးထားပါမင်းမသိတဲ့ယောက်ျားတစ်ယောက်နဲ့အတူနေရတာမင်းကြိုက်နေရလားအမြဲရှုံထွားနေတဲ့အဖိုးကြီးတွေနားမှာပဲနေနေရတဲ့မင်းအခုတော့ကိုနဲ့တူနေရတာကြည့်ပါဦးဦးလေးကြီးတော်ပါတော့စိတ်တူကိုတူနဲ့ကားလေးဟာတသိမ့်သိမ့်လှုပ်ခါပြီးနောက်မှာတော့ဘယ်နဲ့ခေါင်းပဲမသိဘူးကျမတို့အတူတူနေခဲ့ကြတယ်ဖြတ်ကျော်ခဲ့ကျမနိုးလာတော့ဝေလီဝေလင်းဖြစ်နေပြီရှင်အိတ်သွားပြီလားဦးလေးကြီးဒါမဲ့ရှင်ကမနေတော့မယ်ဟာရင်လဲစောင်းကုန်ဖဲပြီးသူ့ဘော်ကိုတက်ထိုင်လိုက်တယ်ဦးလေးကြီးရှင်နိုးနေရလားကျမသိရဲ့နော်ဘာလဲမင်းကထက်နေခြင်းသေးလို့လားကျမတို့ထက်နေအောင်ဟာရင်မင်းဒီနေ့အားလားလဲတဲ့ခဏစင်ပြီးရင်တော့အားပြီးဘာဖြစ်လို့လဲကိုမင်းနဲ့တူတူမြို့ထဲသွားကြလို့ကျမလှုပ်တွေအားလုံးလှုပ်ပြီးနေကင်းလောက်ရောက်တော့သူနဲ့တူတူမြို့ထဲကိုသွားခဲ့တယ်ဒီလောက်ကြီးရဲ့ဈေးကြီးကိုဘာလို့ခေါ်လာရလဲဦးလေးကြီးကိုမင်းကိုလိုအပ်တာလေးတွေဝယ်ပေးကြလို့လေမင်းကကို့အရသာရှိရလေးတွေကျွေးခဲ့ရမလားဟာဦးလေးကြီးပုံကမသိရင်ချိန်တွေ့နေတယ်လို့ပဲဟုတ်တယ်ကိုတို့ခုချိန်တွေ့နေရရှဲကျမရဲ့မျက်နှာလေးကိုသူကကြည့်ပြီးပြုံးပြတယ်အရှိမအင်ကြီးဆိုင်ရှိရလာသွားကြမယ်ဆိုင်ထဲရောက်တော့သူကကျမနဲ့လိုက်မဲ့အင်ကြီးတချို့ရွေးပြီးတော့ဝတ်ခိုင်းတယ်ကျွန်တော်တို့ဆိုင်ကအထည်ရာဒီစီထဲမှာအလှဆုံးပဲကောင်းလေမင်းရဲ့မိန်းမနဲ့လိုက်ကိုလိုက်ပါကျမသူရေးပြီးရဲ့အင်ကြီးတိုးလေးနဲ့ဂျင်းပေါင်းပြီးလေးကိုအဝတ်စားလဲပြီးအရှိကိုထွက်လိုက်တယ်ဦးကျမနဲ့လိုက်ရလားအင်ကြီးဝင်းကျဲသီးကုံတက်ရမယ်လေကလေးမလုံလုံကြုံကြုံဝင်းသူကျမကိုစိတ်ပူပေးနေရလားတော့မသိပေမဲ့ကျမပြောတယ်
ကျမတို့တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ကြတယ်မုတ်တွေလည်းဝယ်စားကြတယ်ဦးကျမဟိုဆိုင်လေးမှာထိုင်ကျင်တယ်ကျမတို့ဆိုင်လေးတစ်ဆိုင်တည်းကိုဝင်ပြီးရေခဲမုတ်တူတူစားခဲ့ကြတယ်အရန်ကောင်းတာပဲဦးလေးကြီးလည်းစားလေမင်းသာစားပါကျမတယောက်တည်းစားရမှာလားအကုန်ဟဲပြောလိုက်တာကျမတို့ရှောက်လဲကြပြီးညနေရောက်တော့အိမ်ပြန်လာခဲ့ကြတယ်နေတော်ဝင်တော့မယ်နော်ဟုတ်ပါအိမ်တော်မပြန်ချင်တော့ကျမနဲ့ချင်းတွေ့ပြီလို့ကျေးဇူးတင်ပါတယ်ဦးလေးကြီးကျမဒီနေ့လေးကိုဘယ်တော့မှမေးမှာမဟုတ်ကျမတို့ကားပေါ်တက်ပြီးအိမ်ပြန်လန်းကိုမောင်းလာခဲ့ကြတယ်ကျမလေးအိမ်နဲ့ဝေးတဲ့နေရာပထမဆုံးရောက်ဘူးတာပဲပြီးတော့လက်ဆောင်တွေရတာလေတကယ်ပထမဆုံးပဲမိုက်တာပေါ့ကိုလည်းပြောတယ်ဒါဆိုကျမတစ်ခုလောက်တောင်းဆိုလို့ရမလားသူရောကျမရောကားကိုလမ်းဘေးမှာရပ်လိုက်ကြပြီအနောက်ခန်းမှာဝတ်စားတွေကိုအကုန်ချွတ်လိုက်တယ်ခုနသူ့ဝယ်ပေးတဲ့ဝတ်တွေပါလာတယ်အနာဝေးရလေးတွေကိုဝေးသူ့ကိုကြည့်နေမိရဲ့ဟာရင်ကားအောက်ကိုဆင်းရအောင်ကျမတို့ကားဘေးကိုသွားပြီးအချင်းချင်းနမ်းလိုက်ကြတယ်ဒုံရဲ့လက်ချောင်းတွေကဟာရင်ရဲ့ရုပ်ဝင်းလေးတွေကိုပိုးသက်စော်ကစားရင်ကြိုက်လိုက်တာဘာလို့ရက်လိုက်တာလဲမင်းကိုပိုကောင်းအောင်လုပ်ပေးမလို့လေသူကအောက်ကနေထိုင်ပြီးသူမကိုနဲနေဟာဟမ်ဦးကျမအောက်ဆင်လို့မရဘူးလားဒီလိုပုံကြအရန်ရှက်ဖို့ကောင်းနေတယ်လို့ပဲကောင်းသွားမှာပါမဟုတ်ဘူးဖြည်းဖြည်းလုပ်ပါဦးလေးကြီးကျမပြီးတော့မယ်လုပ်ပါတော့ရက်ပါတော့ဒါရဲဘာမှမဖြစ်ဘူးဟာရင်ကားတကားကိုလက်နဲ့မီသူ့ကိုခါလေးကော့ပေးလိုက်တယ်ဘယ်တော့ဝယ်လိုက်တာလဲဈေးမှာဝယ်လိုက်တာအဲ့ဒါမပါလဲလုပ်လို့ရပါတယ်ဦးလေးကြီးအပြင်မှာပြီးလိုက်လေဘယ်မှာပဲဖြစ်ဖြစ်ဒါမပါရင်အနေများတယ်ဆိုတာမသိဘူးလားရက်ွက်တွေကအဖိုးကြီးတွေကအဲ့လိုပဲလောက်ကြတာလားနောက်တခါဒါမပါပဲဘယ်သူနဲ့မှဆက်မလုပ်ရဘူးနော်ကြားလားဟာရင်ဟုတ်ကိစ္စမရှိပါဘူးဦးလေးကြီးနဲ့ပဲလောက်တော့မှာဆိုတော့မင်းဂတိပေးနိုင်လားဒီနေ့ကစပြီကိုကလွယ်ပြီးဘယ်သူနဲ့မှမနေရဘူးဖြစ်ဖြစ်ဒုံးကဟာရဲ့ပေါင်ရင်နှစ်ဖက်ကိုစုပ်ကင်ထားပြီးဦးအရန်နာနေပြီကောင်းတာပေါ့မင်းကိုဆွဲလက်နေပါဦးလေးကြီးကြိုက်လားဟာရင်ကြိုက်တယ်ဟာရင်နဲ့ဒုံးတို့တယောက်ကိုတယောက်အနမ်းတွေဖလဲလဲတစ်ချိန်နှစ်ချိန်သုံးချိန်ဟာရင်မင်းကိုတန်ရှင်းရဲ့လုပ်ပေးမယ်ကားပေါ်မှာခွေခွေလေးလဲနေတဲ့ဟာရင်ဝက်တီရှူလေးကိုင်ရင်ဒုံးကပြောလိုက်တယ်ကိုတုတ်ပေးမယ်နော်ဒီနေရာလေးတွေကိုကောင်းတယ်ဦးလေးကြီးကိုရောကျမတန်ရှင်းရေးလုပ်ပေးလို့ရမလားကားထဲမှာထိုင်နေတဲ့သူမကားတကားမှာမက်တက်ရနေတဲ့ကျွန်တော်နာကိုရောက်လာပြီးနှကန်းဖူးဖူးလေးတွေနဲ့ဟာရင်မင်းအိမ်ပြန်ရတော့မှမဟုတ်လားနောက်ကြလက်စားနဲ့မထူးတော့ဘူးကျမခဏလောက်ဦးလေးကြီးနာမှာနေကျင်သေးတယ်ကိုတော့ယူတော့မှာပဲဟာရင်ဆွဲဆောင်မှုတွေကြောင့်ဒုံးလည်းနောက်တစ်ချိန်ပြောပါသွားခဲ့တယ်ဟာရင်မင်းတကယ်ကိုဝေးပေးတာမယူလားကျမယူခြင်းပဲအိမ်ကဖွားသေးအသေးရိုက်မှာမို့ရှင့်အိမ်မှာပဲထားခဲ့ပြကြဘယ်တော့ပြန်လာမှလဲကိုစီအချိန်ကြီးကောင်းရင်လာခဲ့ပါမယ်ဒါပေမဲ့အခုတော့ညမိုးချုံနေပြီဆိုတော့ကျမကိုအိမ်ရောက်ရင် तू ကရိုက်တော်မှာအိမ်ပြင်ထွက်လာရင်တော့ကန်းကားဟာရင်ကျမသွားတော့မယ်ဦးလေးကြီးဟာရင်ထွက်သွားတော့လဲကျွန်တော်ရင်ဘက်ထဲဟာတတာနဲ့ကြံခဲ့တယ်ဟာရင်နေဘယ်တွေသွားနေရလဲဟမ်တနေ့ကုန်အလုံးမလုပ်ပဲဘယ်ကောင်ကျွေးတာပေးတာတွေယူပြီးသွားအိမ်နေရလဲနေကိုငါပြောရင်ငါတက်ထွက်သွားဖို့ပဲရှိမယ်နေဘယ်တော့မှငါစကားကိုနားထောင်ပါလေပြောလိုက်စုဟောက်လိုက်ရိုက်လိုက်နဲ့အချိန်တော်တော်ကြာသွားခဲ့တယ်ဟာရင်တကူလုံးနဲ့အညိုမဲတွေဆွဲပြီးရကြမရှိအောင်ဖြစ်နေပေမဲ့အဆင်ပြေတယ်လို့ပဲကိုဖြေသိမ့်ရတယ်ဒီလိုပါပဲငါဘွားအစကတည်းကတန်ဖိုးမှမရှိရညိုမဲဆွဲနေတဲ့ခန္ဓာကိုယ်နဲ့ပဲဒုံးစီနောက်တစ်ခေါက်သွားပြီးအတူတူအိတ်ခဲ့တယ်နောက်ရက်တွေလည်းကျမရဲ့အချိန်တွေတော်တော်များများသူနဲ့ကုံဆုံးစေခဲ့တယ်ပေါင်းတော့ရမယ့်အချိန်မှာတော့တာမော်တက်ပြီးသူ့တဲထဲမှာနေခဲ့ကြတယ်နေကွင်းတွေလည်းကျမအိမ်ဘေးထိသူရောက်လာပြီးကျမနဲ့တူတူကုံဆုံးခဲ့တယ်ညတွေလည်းသူ့တဲထဲမှာပဲကျမအိတ်ဖြစ်တာများတယ်နေရောညရောမချမ်းကျမတို့တယောက်ပေါ်တယောက်လူချင်းတက်မှတ်မှုတွေများလာခဲ့တယ်မနှက်ပြန်ရောဘဲချိန်လာမှလဲကျွန်တော်ရင်ခွင်ထဲမှာသူမကိုပွေးဖက်ထားရင်မေးလိုက်တယ်ကျွန်တော်မနှက်ပြန်ကြရင်ဒီကနေထွက်သွားတော့မှမို့လို့လေနေခင်ထမင်းစားပြီးအဖွားကတရေအိတ်တယ်အဲချိန်လာခဲ့မယ်လေမင်းစင်ရောပြေရဲ့လားအခုတော့ပိုရိုက်ခံလာတယ်လို့ပဲမင်းခန္ဓာကိုယ်မှာညိုမဲတွေကြီးပဲရပါတယ်ကျမစင်ပြေဟာရင်မင်းကိုနဲ့တူတူဒီကနေထွက်သွားကြလားဘာလို့လဲကိုမင်းကိုအစပေါင်းများစွာတာတဲ့ဘဝမျိုးပါထားပေးနိုင်တယ်အတိတ်ပဲမရှိဘူးဦးဘာလို့တိတ်ပဲမရှိရမှာလဲမင်းဘာလုံးမှလည်းလုံးကြမလို့လေမင်းဖွားနဲ့လည်းဝေးနေရောအဆင်ပြေရပေါ့ရှင်သိလားကျမဒီရွယ်ထိရောက်လာကျူးမွေးစောင်းရှောက်ခဲ့တာကျမရဲ့ဖွားပဲအဲ့ဒါကြောင့်ကျမသူ့ကိုပြစ်ပေးဘယ်မှမသွားနိုင်ဘူးတောင်းပန်ပါတယ်ဦးရှင်ကျမကိုဒီတညလုံးပွေးဖက်ထားပါဟာရဲပြောဒုံးလက်တော်သားထွက်သွားပြီးသူမကိုဂရင်ပေါ်လဲချတယ်
အရင်အတက်ပိုကျန်းတန်းတဲ့ရှိန်နဲ့ခရီးဆက်နေခဲ့တယ်။အာဦးလေးကြီးဂုံသားဖွေးဖွေးလေးတွေကိုလည်းနာနာကြိုက်ခဲ့တယ်။ဦးလေးကြီးရှင်စင်ပြေရဲ့လားကျမကိုစိတ်ဆိုးနေရလားစကားမများနဲ့အချိန်ပေါင်းများစွာအချိန်ပြင်းပြင်းနဲ့ခရီးဆက်ပြီးတဲ့နောက်ကျွန်တော်တို့တညတာပြီးဆုံးသွားခဲ့တယ်။ကျွန်တော်ရေချိုးကန်နဲ့ခဏဝင်ပြီးကိုလက်စီစဉ်းစားမိတယ်။ဟုတ်တယ်ကိုမင်းကိုစိတ်ဆိုးတယ်။ကိုပြောတဲ့စီစဉ်ကိုမင်းလက်ခံမယ်လို့ပဲထင်ခဲ့တာ။ဒါမဲ့ညင်းညင်းပယ်ခဲ့တယ်။မင်းကိုဒီလိုနေရာမျိုးမှာဆက်မနေစေချင်ဘူး။ဒါပေမဲ့လည်းမင်းမိသားစုမင်းအိမ်လိုမျိုးဖြစ်နေတဲ့နေရာကိုစွန့်ခွာလာရမှာတော့ကိုလည်းစိတ်မကောင်းဖြစ်မိတယ်။ကိုမင်းမယုံလောက်ပြီမဲ့မင်းပေါ်မှာတကယ်လူရာထက်ပိုတဲ့တန်ရောစင်တွေတွဲနေမိပြီ။ကျွန်တော်ရေချိုးကန်တွေကထွက်လာတော့သူမကိုခံထဲမှာမတွေ့တော့။ဟာရင်မင်းခြံထဲမှာဘာလုပ်နေရလဲ။ဦးကျမနဲ့တူတူကျယ်တွေကိုကြည့်ကြလား။ဦးဘာလို့မဖြစ်ရလဲ။ကျယ်တွေကိုကြည့်ရတာကြိုက်တယ်မလား။စိုးသွားရင်ဒီလောက်လှတဲ့ကျယ်တွေကိုမြင်ရတော့မှမဟုတ်တော့။ကျွန်တော်သူမကိုပွေ့ဖက်လိုက်တယ်။ဟာရင်ကိုတောင်းမှပါတယ်။ဟမ်ဘာလို့တောင်းမှတာလဲ။အဲ့လိုစကားမပြောပါနဲ့။မင်းကိုကိုဆက်သွဲနိုင်မလား။ဟုတ်ဆက်သွဲမယ်နော်။နောက်နေ့ရောက်တော့ကျမထမင်းစားပြရနဲ့သူ့အိမ်ကိုသွားခဲ့တယ်။သူနဲ့တူတူချိန်တွေကိုကုံဆုံးဖို့ပေါ့။ထိုင်ကြလိုက်ဟာရင်ကျမတို့တခါပြီးသွားပေမဲ့အတော်မသက်နိုင်သေးဘူး။ရွက်ပြင်တဲလေးမှာနေရာမျိုးစုံပြောင်းပြီးသူနဲ့နေခဲ့တယ်။အာဦးခဏနားလို့ရမလား။မရအောင်ကိုညနေကြသွားရတော့ပါ။အာရေလေးတောက်ပြစေအောင်။နောက်မှတော့ကောင်းလိုက်တာကွာ။ဦးရေဟာရင်တကူလုံးမလဲမာကီယာရီပြေး။နန်းကြမယ်။ဟာရင်ငကဲလေးကိုနမ်းပြီးသူ့လက်ချောင်းလေးတွေကဟာရင်လက်လေးတွေကိုဖမ်းဆုပ်ထားတယ်။ဦးလက်တရားကြည့်ရဲ့။မတော်သေးလား။မင်းကောင်းအောင်လုပ်ပါကွာ။တွေးရွေးနဲ့သူ့ရဲ့လက်တွေကဟာရဲ့ရုံဝင်လေးတွေကိုထိုးသွင်းလာတယ်။ဦးဟာရင်ကို့ကိုကြည့်ပေးပါ။ကို့နွေရသေးတိုင်းမင်းကိုစားဖို့ပြန်လာခဲ့မယ်နော်။မင်းကိုစိတ်မချပေမဲ့ကိုသွားရမယ်ဟာရင်နွေရသေးရက်တွေကကုံဆုံးသွားခဲ့ပြီ။အေးဆက်တဲ့စားမတီကရောက်ရှိလို့လာနေပြီ။ဒီနေ့ဆောင်ကပိုအေးဆက်နေတယ်လို့ပဲ။ကျမဘေးကအနှွေးတက်တကူပြောက်ွယ်သွားလို့များလားဆိုတော့ကျမလည်းမပြောတတ်ဘူး။ဟာရင်မနေ့ပြန်စေးဆိုင်အောင်ချုံးရှင်နဲ့ကားနဲ့လမ်းကြုံလိုက်သွားလိုက်သူစီတဲ့ရောက်မယ်လို့လည်းပြောတယ်ပြီးတော့အေးလဲစားလဲဝဲကျွေးဦးမယ်တဲ့ညစားစားရင်အဖွားကကျမကိုညစ်ပတ်တဲ့လူကြီးကားနဲ့လမ်းကြုံလိုက်သွားဖို့ပြောတယ်အရင်တော့ခြေနေနဲ့ဆိုလက်ခံမိမှာဆိုပေမဲ့ရတယ်ဖွာဘတ်ကားပဲစီးသွားလိုက်မယ်ဘာဖြစ်လို့လဲသူကကားကြုံလိုက်စီးလို့ရတယ်လို့ပြောနေအောင်ဘာလို့ကားကကုန်းခန့်မှလဲဒါဆိုလဲသမီးလမ်းလျှောက်သွားလိုက်မယ်ဟာရင်နေဘာဖြစ်နေရလဲငါမိကိုဖိစမ်းနေရလားငါမပြောချင်လို့ကြည်နေရနော်နွေရာသီပြီးကြကနေပုံစံအသက်မရှိရပုံနဲ့အမြင်ဟုတ်တယ်ကျမမငြင်းဘူးတကယ်လဲကျမအဲ့လိုလူတွေနဲ့ထပ်မပတ်သက်ချင်တော့ဒါဆိုလဲအဖွားဖသာသွားလိုက်လေကျမထမင်းစပွဲဝိုင်းကနေထွက်လာပြီးအိမ်ပြင်ဘက်ကိုလမ်းလျှောက်လာတယ်ဟာရင်နေဘယ်သွားမလို့လဲအခုချက်ချင်းပြန်လာစမ်းအဖွားရဲ့စကားတွေကိုလည်းကျမနားမခံချင်တော့ဒါပေမဲ့လည်းနောက်ဆုံးကြရင်တော့ဒီလိုပဲပြန်လာရမယ်ဆိုတာသိပေမဲ့ခဏတာလောက်တော့ကျမထွက်သွားလိုက်ခြင်းတယ်သူနဲ့တူတူလိုက်ဖို့ခေါ်ခဲ့တဲ့ဦးလေးကြီးကိုလည်းကျမသိမ့်လွမ်းတယ်အိမ်ကနေထွက်လာတာဘယ်လိုလားဦးလေးကြီးရဲ့ရွက်ပြင်တဲနာရောက်လာရတာလေကျမရွက်ပြင်တဲကိုစစ်ဖွင့်ပြီးအထဲကိုဝင်လာခဲ့လိုက်တယ်သူပစ္စည်းတွေကြံခဲ့တာလားအိတ်တချို့နဲ့သူ့မွေးကြခင်တစ်ခုကိုတွေ့တယ်ပြီးတော့စားတစ်စောင်ကိုလည်းတွေ့တယ်ဟာရင်လေအနှွေးထည်တွေကိုကိုဝယ်လာခဲ့အရေးကြီးကိစ္စနဲ့လာတာမို့လာမနှုတ်ဆက်တော့စားကျင်တာတွေစားပြီးလိမ့်လိမ့်မမနေနော်သူ့စားလေးကိုဖတ်ပြီးကျမမျက်ရည်တွေဝဲသွားတယ်သူပေးလာတဲ့ကြာကင်းအင်ကြီးလေးကိုခင်းပြီးအိတ်လိုက်တယ်မသိရင်သူဖတ်တာတလို့ပဲနှွေးလိုက်တာဆိုတာဦးသိတ်လွမ်းတယ်တပြိုင်နက်တည်းမှာပဲကျမစိတ်တွေကမတိမငြိမ်ဖြစ်လာတယ်သူ့နားကိုရောက်လာပြီးကျမခန္ဓာကိုယ်ပုတ်တက်နေတယ်လို့မျိုးဦးလေးကြီးဟာရင်သူ့ဘေးမှာရောက်လာပြီးကျမကိုခိုင်းစိန်နေတယ်လို့မျိုးခံစားလိုက်ရတယ်အာဦးလေးကြီးကျမစိတ်တွေပုတ်ပုတ်ပြီးရင်မူးလာတယ်သူ့ကြောင့်နေတွေးနေနောက်နှစ်ယောက်တော့ကျမလည်းဦးလေးကြီးထားခဲ့တဲ့ပတ်စံကိုယူလာပြီးသူနဲ့တူသွားခဲ့တဲ့ဈေးကိုထပ်သွားခဲ့အဖွားရဲ့ဈေးဝယ်ပြီးမပြန်ကျင်သေးရနဲ့သူနဲ့သွားတော့လောက်ခဲ့သလိုပဲမုတ်တွေစားတယ်ရေခဲမုတ်တွေစားတယ်ဆူရှိတွေဝယ်စားတယ်ပြီးတော့အနာဝရဆိုင်ဒီဇိုင်းမှာအလှလေးတွေရောက်နေရတယ်သူကြိုက်လောက်ပဲထင်တဲ့တစုံရွေးပြီးတော့ဝယ်လာခဲ့တယ်။ညရာတီရောက်ဖို့တော်တော်စောင့်နေရတာပဲ။ကျမအတွက်တော့အလွန်ရက်တရားတဖြည်းဖြည်းကြာရှည်လာတယ်။သူရေးထားတဲ့စာလေးထဲမှာတတိယရင်ဖုံးဆက်လိုက်ဆိုတဲ့စာလေးပါနေပေပဲကျမမဆက်ခဲ့ပါဘူး။ဒီတိုင်းသူ့တဲလေးထဲမှာပဲသူ့လာကိုစောင့်နေဖို့ဆုံးဖြတ်လိုက်တယ်။မနေ့ပိုင်းတွေအိမ်ပြန်ပြီးအဖွားခိုင်းသမျှလုပ်တယ်။ညရောက်ရင်တော့အဖွားအိတ်တာနဲ့ရွက်ပြင်တဲလေးကိုထွက်လာပြီးညတိုင်းလိုသူနဲ့တူ
ဆက်လုံနေတဲ့ပုံရိပ်တွေကိုမြင်အောင်ပြီးတယောက်တည်းရင်ခုန်နေခဲ့တယ်။ဒီလိုနဲ့ပဲနေနေညညတွေကကုံဆုံးပြီးနွေရာသီကိုရောက်လာခဲ့တယ်။တစ်ပင်ပန်းပင်တွေကလည်းစိမ့်လန်းဆုပ်ပြေပြီးနေအောင်ကြည့်လဲကောင်းစွာရရှိပြီးတော့ကျမရဲ့ဝိုးတဝါမျှော်လင့်ချက်လေးကလည်းရောင်တည်တန်းလာခဲ့တယ်။တရက်ကောင်းဆိုင်နေတော့ကားတစ်စီးကကျမတို့လင်နာကနေဖြတ်သွားတယ်။ဟမ်ဦးလေးကြီးကားများလား။ကျမကားသွားတဲ့လမ်းကြောင်းကိုကြည့်လိုက်တော့အစိုးကဦးလေးကြီးရဲ့အိမ်ဖြစ်နေတယ်။ဝမ်းသာအားရနဲ့အပြေးတစ်ပိုင်းပြေးသွားခဲ့တယ်။ဦးလေးကြီးဟာရင်ကိုလွမ်းနေရလား။ရှင်ကတော့လေကျမတို့နေအောင်ပွေးဖက်လိုက်ကြပြီးအနှမ်းတွေချွေလိုက်ကြတယ်။လွမ်းနေတာအနှမ်းတွေကိုချွေတဖြည်းဖြည်းနဲ့ဦးလေးကြီးသူ့ရဲ့ကားနောက်နေရာကိုတက်ခိုင်းတယ်။ကျမလည်းတက်လိုက်တော့သူဟာချက်ချင်းပဲကျမရဲ့ဘောင်းမီကိုဆွဲချုပ်ပြီးနန်းဆိုင်နေ။ဦးဟာရဲ့အနှက်လေချက်ချင်းပဲအိတ်ကက်တဲကကိုနှုံးကိုထုတ်ပြီးဦးချက်ချင်းလုံးမလို့လားကိုနေနဲ့အလှင့်လိုနေရဲ့ဟာရဲ့သူကဟာရဲ့ရက်ဝင်းထဲကိုဖြည်းဖြည်းချင်းလှုပ်လိုက်တယ်။ကိုမင်းကိုလှုပ်ထားတာတော့ပြန်ပြီးတော့ကျင်းနေပြီပဲ။တော်တော်လိမ္မာတာပဲ။ကောင်းတယ်။မင်းကိုစောင့်နေခဲ့ရလား။ရှင်ပဲပြန်လာမယ်ဆို။နွေရာသီကဒီလောက်ပူတာပူလဲရှင်ရှိနေရပဲလေ။ဟာရဲ့ရက်ဝင်းထဲကိုအပြည့်ဝနေရာယူထားပြီးအချိန်ပြင်းနဲ့အချစ်စိတ်တွေပြင်းထန်နေခဲ့တယ်။ကောင်းတယ်ဦး။ကိုရဲ့ဒီရာလေးကိုတခြားဘယ်သူမှမဝင်ခဲ့ဘူးမလား။မင်းစိတ်တွေကိုဘယ်လိုတောင်ဖြည့်သိမ့်နေခဲ့လဲ။မဟုတ်ပါလို့ရော။ကိုတဲထဲမှာတယောက်တည်းဟုတ်တယ်။ကျမရှင်ကိုတစ်ချိန်လုံးပဲတွေးနေခဲ့တာ။ဦးအယမ်းမလုပ်ပါနဲ့။ကျမပြီးတော့မှာပဲ။ဒီနားလေးလား။ဦးလင်းကြီးဒီချိန်မှာပဲ။ဟာရင်ဟမ်အဖွားလာနေပြီထင်တယ်။အဲ့ဒါအဖွားရဲ့တန်ဟာရင်ချက်ချင်းပဲကားပေါ်ကိုအိတ်ချလိုက်ရပြီးပုံးနေလိုက်ရတယ်။ဒီဇိုင်းမက်ပဲအဖွားကဒီချက်လေးကိုဝင်လာတယ်။ပြီးတော့ဝေးဝိုက်ချပြီးဟာရင်ကိုမတွေ့တော့ဒီကောင်မလေးငါ့ကိုထားခဲ့ပြီးဘယ်သွားပြန်တာလဲမသိဘူး။ပြန်ထွက်သွားခဲ့တယ်။ဦးလေးကြီးသူသွားပြီလား။သူသွားပြီ။တုံးကဟာရင်ပေါ်အုံမိုးလာပြီးပရာရီကိုချွတ်လိုက်တယ်။ဦးလေးကြီးအဖွားမပြန်သေးဘယ်လိုလုပ်မလဲ။ဘာရီစိတ်ပူနေရလဲ။ဦးခရီးဆက်နေရဘယ်ရောက်သွားပြီလဲ။တုံးကပြောဆိုနေဟာရင်ကိုနန်းဆိုင်နေ။ဦးလေးကြီးမနန်းနဲ့တော့ဦးလေးကြီးသူ့ရဲ့နှကန်းလွှာလေးကရက်ဝင်းလေးကမရနိုင်အောင်မနေနိုင်အောင်အမျိုးမျိုးကစားနေ။ဟာရတော့တိတ်တကိုးလေးကြီးကျမတို့ခဏနေတော့ကားရှိကခုံမှာသွားထိုင်ကြတယ်။သူ့ရဲ့ပေါင်ပေါ်မှာပဲကျမထိုင်လိုက်တယ်။ဦးလေးကြီးဘာတွေလုပ်နေခဲ့တာလဲ။အလုပ်ပဲလုပ်နေခဲ့တာပေါ့။မင်းရောအဆင်ပြေရဲ့လား။ပြေတယ်။ဦးလေးကြီးကယူဆိုင်ပြီးလို့ကျမမြင်နှွေးထွေးနေတယ်။ကျမဈေးသွားဝဲတယ်။ရေခဲမုတ်လည်းဝင်စားခဲ့တယ်။ပြီးတော့ဦးလေးကြီးအတွက်လက်ဆောင်ပါတယ်။ကျမသူ့နာကိုကပ်ပြီးတီတိုးပြောလိုက်တော့သူကချက်ချင်းပဲသူ့အိမ်ထဲကိုခေါ်သွားတယ်။ပြီးတော့ကျမလည်းသူ့အတွက်ဝယ်ထားတဲ့အနာဝေးရလေးကိုဝတ်ပြီးသူ့ရှေ့ကိုထွက်လာလိုက်တယ်။ဦးဟာရင်မင်းဘယ်တော့ဝယ်လိုက်တာလဲ။ဦးလေးဒီသဘောကျမယ်ထင်လို့ပါ။ပြီးတော့ကျမလက်ဆောင်ကကြံသေးတယ်။သူမတ်တက်ရရဲ့အောက်ကိုထိုင်ချလိုက်ပြီးဒီနေရာပြန်ကြီးလာပြန်ပြီလားဦး။မင်းစားပြီးမှရတော့မယ်။တုံးကဘောင်းမီကိုချွတ်လိုက်တယ်။ဟာရင်နှက်ခမ်းလေးကနန်းဆိုင်နေရဲ့။ဟာရင်ကောင်းလိုက်တာ။ခဏလောက်ကြာမှာတော့တုံးလည်းလူရကိုရောက်သွားတယ်။သူကြောင့်မျက်နှာတစ်ခုလုံးပေးချမ်းပြီးမောနေတဲ့ဟာရဦးလေးကြီးမင်းအိမ်ပြန်ရတော့မယ်မဟုတ်လား။အခုပြန်လဲအစုခံရမှာနောက်ကြမှာစုလဲအစုခံရမှာမတူ။ဟာယောတုံးကဂရင်ပေါ်တင်လိုက်ပြီးစတင်ခင်းနေတော့တယ်။ဦးမင်းကဒီလိုဝယ်စားတွေဝင့်နေရတော့ကြိုက်နေရပေါ့ဟုတ်လား။ကောင်းတယ်။အဲ့နာလေးဟုတ်တယ်။ကောင်းလိုက်တာကြိုက်တယ်။ကိုလည်းကြိုက်တယ်။နည်းနည်းတဲ့ခီးသွားမှုရဲ့အဆုံးမှာတော့နောက်နေ့ရောက်တော့ကျမဦးလေးကြီးနဲ့တူတူဈေးကိုသွားဖြစ်တယ်။ကိုဘာလို့ဈေးလိုက်ပို့ခိုင်းတာလဲဟာရဲ့။စံနေသွားကြိတ်မလို့လေ။ပြီးရင်စံကိတ်လုံးပါ။ဦးရောစံကိတ်ကြိုက်လား။ကိုမစားဘူး။ဟောတကယ်လား။တော့ပုတ်ကြီးရောစားလား။မစားဘူး။သူလဲစံနဲ့လှုပ်တာပဲလေ။ဦးလေးကြီးကထူးဆန်းလိုက်တာ။အင်းမနောက်ကြမှာဂျုံနဲ့လှုပ်တဲ့တော့ပုတ်ကြီးကိုကျွေးမယ်နော်။အဖွားလှုပ်ပြီးရဲ့စော့ကရမ်းကောင်းတာ။ဦးအဆက်စားတယ်မလား။စားတယ်။ကျမတို့စကားတပြောပြောနဲ့လာလိုက်တာဈေးကိုရောက်လာပြီထုံးစံတိုင်းကျင်းနေကြဆိုင်မှာဆန်သွားကြတော့ဖိုးကြီးကဟာရင်ကိုတင်ချကြည့်နေဒီကတယောက်တည်းမဟုတ်တော့ဘူးပဲခလေးပါဟာရင်ကတော့သူ့မေကိုဘာမှပြန်ပြောမနေတော့နောက်တစ်နာရီနှစ်နာရီကြာရင်လာယူနော်ဟာရင်တို့ဆန်တွေထားခဲ့ပြီဒီဘက်ကိုလမ်းလျှောက်ထွက်လာကြတယ်ဟာရင်ဟုတ်မင်းအိမ်မှာရေချိုးကမ်းမရှိဘူးလားရှိတော့ရှိရဲ့ဒါပေမဲ့ယူနီဆက်ကပြတ်သွားလို့မသုံးတော့တာအဲ့တော့ခြံထဲမှာချူတာပုံမှန်လား
ဟုတ်တယ်လေဒီတိုင်းချိုးနေကြပဲမင်းကိုတယောက်ယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲဘယ်သူမှမမြင်ပါဘူးငါမြင်လိုက်တယ်မင်းဝတ်တွေချုပ်ပြီးချိုးနေအောင်ဦးမြင်တာဘာဖြစ်လဲစမ်းလို့လားတခြားသူတွေမြင်သွားရင်ဘယ်လိုလုပ်မှာလဲမမြင်ပါဘူးအာမခံနိုင်လို့လားဟာရင်အဲ့ဒါဒုံကဟာရင်ရဲ့ပါတစ်ဖက်ကိုညှက်လိုက်ပြီမင်းနားလေပြီဟုတ်ဘာလို့နေရာတကာလိုက်ကျူးဆိုင်နေရတာလဲဦးလေးကြီးမသိတော်လို့လေကွာဟာရင်ကအရွယ်ရောက်ပြီးသားမိန်းကလေးအဖွားချိုးတိုင်းလိုက်မချိုးနဲ့ဟုတ်ဦးမချိုးတော့ပါဘူးလိမ္မာရီကွာဒုံကဟာရင်တွဲဆိုပြီးရေချိုးစလားတစ်ခုကိုဝယ်လိုက်တယ်ကိုဒါကိုကားပေါ်သွားတင်လိုက်အောင်မယ်မင်းဆေးဝယ်ကြရှိသေးရဲ့မလားသွားဝယ်နေကိုလိုက်ခဲ့မယ်ဆေးဆိုင်မှာအဲကွန်းနဲ့ဆိုတော့မင်းစင်ပြေဟာရင်လဲဒုံပြီးတဲ့ပတ်စံကိုယူပြီးဆေးဆိုင်ကိုရှောက်သွားလိုက်တယ်ကျမကိုဆေးတစ်ပူနဲ့အကြိုက်ခဲပြောက်ဆေးပေးပါကောင်တာမှာထိုင်တဲ့ပိုင်ရွှဲရွှဲအသက်ကြီးကြီးမျက်မှန်တဲ့လူကြီးဟာကောင်းညစ်ပြီးဟာရင်နားကိုလာတယ်ဒီအိမ်လေးအရင်တောက်လိုက်လေအပြင်မှာပူနေတော့ရပါတယ်မတောက်တော့ပါဘူးတထေလူကြီးကပေးနေယူရမယ်လေဒီလိုကြမ်းတမ်းနေပုံနဲ့နောက်ဆိုဘလို့အိမ်အောင်ပြုတ်မှာလဲမလုပ်ပါနဲ့လှုပ်ပေးလာပါပြီးရင်ဟန်ခရင်လည်းလိမ့်ပေးမယ်လေလူကြီးဟာဟာရင်လက်ကိုတင်းကင်ထားတယ်ဒီချိန်မှာပဲဒုံကပြန်ရောက်လာပြီးအဲ့ဒီလူကြီးလက်ကိုဆွဲလိမ့်လိုက်တယ်ငါမင်းကိုစိတ်မချလို့အမြန်လိုက်လာတာထင်းတဲ့အတိုင်းပဲခွေးကောင်နဲ့တွေ့နေအောင်ဘာလုပ်တာလဲအခုချက်ချင်းငါလက်ကိုလှော့ခမညာအသက်ကိုမှအားမနာခလေးတယောက်ကိုထွေရဲတယ်ပေါ့လေဟန်ခရင်လိမ့်ပေးမယ်ဟုတ်လားခမညာကိုခမညာဘာသာလိမ့်ပြလားခမညာကိုဘယ်လိုလုပ်လိုက်ရမလဲရဲတိုင်လိုက်ရမလားမဟုတ်ပါဘူးသူကကျုံနဲ့ငငယ်လေးတာသိတာပါကျုပ်သမီးလေးလိုသဘောထားလို့ပါခမညာသမီးကိုသာအဲ့လိုသွားလုပ်လိုက်လေမိန်းကလေးတယောက်အသက်ဘလောက်ပဲဖြစ်ဖြစ်ခမညာသမီးမဟုတ်ရင်လက်နဲ့အောင်ထိခွင့်မရှိဘူးဆိုတာမသိဘူးလားစိတ်မရှိပါနဲ့ကျုပ်ခုနဆေးတွေပေးမယ်နော်ကျုပ်ကသမီးလေးလိုခံစားလို့ပါခလေးမအောင်မြင်တော့တောက်ပါဇက်ကိုပိတ်ထားလိုက်စမ်းဒုံကစပွဲကိုလက်နဲ့ပိတ်ထိုးချလိုက်တယ်တောင်းမှမာရင်နော်ဒီမှာဆေးတွေရပါပြီနောက်ခါခမ ्या ကိုတွေ့အဲ့လက်တွေရိုက်ချိုးပြစ်မဲ့တာမှတ်ဒုံကဟာရင်လက်ကိုဆွဲပြီးအပြင်ကိုထွက်လာခဲ့ကားနာကိုရောက်တော့ဟာရင်အထဲမှာထိုင်နေပူမယ်ကိုစံမုတ်သွားယူလိုက်အောင်မယ်တောင်းမှမာတယ်နော်ကျမကြောင့်ဖြစ်ရတာပါမဟုတ်တာဟာရင်ပြစ်မဟုတ်အဲ့နှာဘူးတွေရဲ့အပြစ်ပဲမင်းဒီလိုဘွားနဲ့နေခဲ့ရတာဟောကိုတွေးမိတိုင်းစိတ်မကောင်းဒုံကဟာရင်ကိုဖတ်ပြီးအနမ်းတစ်ချက်ပေးလိုက်တယ်ကိုပြန်လာခဲ့မယ်နော်ဒုံစံမုတ်ယူလာပြီးတော့ကားနဲ့အိမ်ပြန်လာကြတယ်ဦးလေးကြီးအိမ်မှာရေချိုးစလားကြီးနဲ့ချိုးရတော့မယ်ဆိုတော့ပျော်လိုက်တာစလားကိုစင်ပေးနေဒုံကိုကြည့်ပြီးဟာရင်ကပြောနေရင်းနေပြီလားဟာရင်အပြင်မှာစောင့်နေလေမဟုတ်တာဦးကဆွဲဆောင်မှုရှိတော့ဒီနာကနေကိုမခွာချင်တချင်းဆိုပြမယ်လေဦးလေးကြီးမပြင်းအောင်ဟာရင်တချင်းဆိုအောင်ဒုံနားထောင်ရင်စိတ်ထဲကတွေးနေမိတယ်ဒီကလေးမလေးကိုငါဘာတွေလုပ်ခဲ့မိပါလဲကားကပေးဖို့လိန်ပိုင်းဆိုင်ရာတောင်းဆိုမိရရောတကယ်တမ်းဈေးထဲမှာအဟိုကောင်ကိုရန်တွေးခဲ့ပေမဲ့ငါလည်းတကယ်ကိုအကျင့်မကောင်းခဲ့တဲ့ကောင်ဒုံတတိပြန်ဝင်လာတော့ရေရီဆိုကုန်ပြီအင်ကြီးဖြူအောင်လေးဝတ်ထားတဲ့ဟာရသူ့ကိုယ်သူရေပိုက်နဲ့လောင်းနေပြီမတော်တဆဖြင့်ဟန်ဆောင်လိုက်တယ်ဟာရင်မင်းဒါတမင်လောက်တာမလားမဟုတ်ပါဘူးဦးရဲ့တကယ်ထိမ်းမြတော့ရေပိုက်ရောလာအင်ကြီးတွေချွတ်လိုက်ဟုတ်အင်ကြီးတွေအားလုံးချွတ်လိုက်တော့ဟာရင်ရေတူတူချိုးအောင်အသက်ဆက်ဆက်ဝဲထားတယ်ရေချိုးစလားကိုရေနွေးပေးဆက်ဖွင့်ပြီးတော့ဟာရင်ကိုတောင်းကပ်လိုက်တယ်နှကန်းသားလေးတွေကိုနမ်းနေတယ်ဟာရင်ရဲ့လေတိုင်းလေးတွေကိုနှမ်းလက်ကြားချိုင်းကြားလေးတွေဝါမကြံနမ်းဆိုင်နေတဲ့တူအဲ့လိုမလုပ်ပါနဲ့မနေတတ်တော့တူရင်ကဟာဝင်းကိုနမ်းဆိုင်နေပြီးပုတ်တက်လိုက်ပြီးနှကန်းနဲ့နမ်းဆိုင်တယ်ဒီနားလေးကနေစဆေးပေးရမလားဟာရင်ခဏနေတော့ဒုံကခုံပေါ်မှာထိုင်လိုက်ပြီဟာရင်ကဒုံပေါ်မှာတက်ထိုင်လိုက်တယ်ကိုဆက်ပြတိုက်ပေးမယ်ဘာရီအဲ့လောက်သဘောကျနေရလဲဟာရင်ဦးလက်နဲ့ထိရဲ့နေရာကတမျိုးပဲရားလာတယ်ဟာရင်ဘေးစင်နားမှာမတ်တက်ရလိုက်ဟုတ်ဒုံကဟာရင်ကိုနောက်ကနေဆွဲဖက်လိုက်တယ်ဒီလိုပုတ်ပေးရအောင်ပဲကြိုက်တာပဲလားကြိုက်တယ်ဦးဦးနဲ့တူတူဒီလိုရင်နှွေးဆင်ရတာကောင်းလိုက်တာဘယ်သူမှလည်းမမြင်အောင်ရေကလည်းနှွေးတယ်အပြင်မှာချူတာနှွေးရသည်ဆိုပေမဲ့အဆင်ပြေပါတယ်စောင်းရသည်ဆိုအေးလိုက်တာဆိုတာစပင်းနေတောင်ခဲမတက်ပဲခဏကြာမှာတော့ဟာရင်ဒီနှွေပြီးကိုနဲ့တူတူသွားကြမလားပယ်ဦးလေကိုနေတဲ့နေရာကိုပေါ့အဖွားကမလွတ်တော့ဘူးဝေးလာရင်နေချင်းပြန်ရောရလားဝေးတယ်အဲ့
အားကြောင့်မို့ကိုရောင်နေရသည့်ပိတ်ရက်တွေကိုတီယိုလာလေတာဝေးလိုက်တာအဲ့ဒါဆိုဦးအဲ့ကိစ္စကိုနောက်မှပြောလို့ရမလားဟာရင်ကရေချိုးရင်ဒုံရဲ့မမြင်တဲ့နေရာကိုမြင်သွားပြီဦးလေးကြီးကျမကိုထပ်လုပ်ပေးပါလားကြည်လို့နဲ့ပဲရေမိုးချိုးပြီးအပြင်ထွက်လာတော့ဒုံက hair dryer အခန်းထဲသွားယူနေတယ်ဟာရင်လည်းတကားခောက်တန်ကြားနဲ့ဒုံကိုမပြောဘဲသွားဖွင့်လိုက်တော့ဟာရင်ခွေးမှာနေကနေမေလို့ပဲရုပ်ရောအချိုရောတပုံစံနဲ့ပဲအဖွားသမီးစပင်တွေနားရလွတ်ပါနေကနင့်ကိုနေမျိုးသူလို့ထင်နေရလားနင့်လိုအယုတ်တမကလေးလေးထပ်မွေးလာလိမ့်မယ်ဟဲ့အဖွားသမီးစပင်တွေရမ်းနာနေပြီလွတ်ပါခွေးမပါးစပ်ပိတ်ထားစမ်းဒုံလည်းအဖြစ်ပြက်တွေကိုမြင်တော့ချက်ချင်းပဲဟာရင်နာကိုသွားလိုက်တယ်အဖွားလက်ကိုလွတ်လိုက်ပါဖဲ့စမ်းခွေးကောင်နေရရောဘဲကကောင်းလဲဟဲ့ငါမြေကိုမြို့ကိုခေါ်သွားမယ်ဆိုပြီးဖျားရောက်နေရမလားဟမ်စိတ်ထားပါဖွာဘာလို့စိတ်ထားရမှာလဲနေကငါမြေရဲ့ဘဝကိုဖျက်ဆီးဖို့ကြံနေရလေနေကိုရွာလူကြီးနဲ့လဲတိုင်မယ်ရဲနဲ့လဲတိုင်မယ်အခုချက်ချင်းနေအိတ်တွေယူပြီးထွက်သွားစမ်းအဖွာလက်ကိုလှိုးလို့ဒုံနဲ့အားနဲ့တုံးလိုက်ပြီးတော့ဟာရဲ့အဖွာနောက်ပြန်လဲကျသွားတယ်အဖွာအစင်ပြေရဲ့လားကျွန်တော်တောင်းပန်ပါတယ်အရက်ကရုတ်ရဲ့ဒီမှာမြို့ကလူကငါ့ကိုအနိုင်ကျင့်နေကြတယ်အဲ့ဒါမှန်းသိသူဒီရွာကိုစားရောက်ကြရတတိထားလိုက်ရမှာဟာရင်လည်းအချင်းကြီးရက်ကိုသဘောပေါက်သွားတဲ့ပုံနဲ့လာအဖွာအိမ်ပြန်ရအောင်ကိုကူညီရပါတယ်ဦးလေးကြီးရှင့်ကူညီမလို့ပါဘူးဒုံကန်းလာတဲ့လက်ကိုဟာရင်ကဖယ်ချလိုက်ပြီးသူ့ဘွားကိုထိုးပြီးအိမ်ပြန်သွားခဲ့တယ်နေဖက်အိမ်မရှိပဲမွေးလာရတာတော့တိတ်ခါမဲဖို့မလုံလောက်သေးဘူးလားဟဲ့နေမေလို့ဖြစ်အောင်ကြံ့နေရလားနေမေလဲယောက်ျားတစ်ကောင်နဲ့မြို့ကိုလိုက်သွားပြီဘယ်လိုဘွားဖြစ်သွားလဲဆိုတာနေလဲသိတာပဲဟာရင်အဖွားကငိုလိုက်ဆိုင်လိုက်နဲ့အဖွားတော့ပါတော့သူကလူကောင်းတယောက်ပါနင်ဘာသိလို့လဲသူဘာလှုပ်လဲအောင်နင်သိလို့လားဟာရင်ငါနင့်ထက်ဒီလောကကြီးမှာနေတာကြပါပြီဟာငါကုန်သိရဲ့ငါနင့်ကိုငငယ်လေးတည်းဟာပြုစုကျူးမွေးလာတာပါဟာရင်ငါလေးနင့်ကိုလည်းနှင်းမေလို့ဖြတ်သွားမှာကိုအရန်ကြောက်တာငါတွေးထားခဲ့တာလေသိလားနေရတော့ငါနာမှာငါတည်တဲ့ထိရှိနေပေမဲ့သူလို့ငါထင်ထားခဲ့တာနေလုံးရက်တယ်ဟာဟုတ်ပါတယ်ငါတည်တဲ့နဲ့ငါတည်တဲ့ပါတယ်နင်ဘာသာမျိုးကိုသာလိုက်သွားပါတော့ငါနေမရှိလဲအဆင်ပြေဟာရင်အဖွားအခန်းထဲဝင်ပြီးတကားပိတ်လိုက်တယ်ဟာရင်လည်းအိမ်တကားရှိမှထိုင်ပြီးအတိတ်ကအကြောင်းအရာကိုတွေးမိတယ်ဟုတ်တယ်ငါအမေစွန့်ပြတ်သွားကြရငါနာမရှိဟာအဖွားတယောက်တည်းပဲငါမေးလို့မဖြစ်ဘူးအနက်မိုးလင်းတော့ဟာရင်ခြံစည်းကိုပြင်ဘက်ကနေလမ်းခေါ်နေတဲ့တုံးဦးလေးကြီးမင်းတကားဝမှာအိပ်ပျော်ခဲ့ရလားအစင်ရောပြေရလားဒီကိုလာခဲ့လေကျမသွားချင်ပေမဲ့အစင်ပြေပါတယ်ပြန်တော့ဦးလေးကြီးစိတ်ကူးရင်ညာတွေရန်လိုက်သိမ့်မိမလားဟာရင်ပြုတ်မှုကြောင့်တုံးနဲ့အံ့ဩသွားရတယ်တရက်တုံးအိမ်မှာနေနေအောင်ဖုန်းတကောကဝင်လာခဲ့တယ်ဟယ်လိုမင်္ဂလာပါရှင်လူချင်းမမှာယူထားတဲ့မှန်တင်ကုန်လေးရပါပြီရှင်လာမယ့်စနေနေ့မှာလာပို့ပေးပါမို့အဲ့ရဲ့အိမ်မှာရှိလားရှင်ဟုတ်ရှိပါတယ်ဟာရင်အတွက်ကျွန်တော်မှားခဲ့တဲ့မှန်တင်ကုန်လေးဒီတစ်ခေါက်တော့သူကျွန်တော်နဲ့တေချာပေါက်လိုက်လာမယ်လို့ထင်ထားတာဒါပေမဲ့လည်းကျွန်တော်ထင်သလိုဖြစ်မလာခဲ့ဘူးနောက်ဆုံးတော့တကူကောင်းဆန်တဲ့သူကကျွန်တော်ပဲဖြတ်သွားခဲ့တယ်ရက်တွေကုန်သွားခဲ့ပေမဲ့သူကကျွန်တော်ကိုရှောင်နေတော့မယ်ခြံစည်းကိုပြင်ဘက်ကနေသူမထွက်လာမလားဆိုပြီးအမြဲကြည့်နေတတ်တယ်သူမစိုက်ခင်းလေးတွေတဲ့လေကျွန်တော်အမြဲသွားကြည့်တယ်ဒါပေမဲ့ဘယ်နေရာမှသူမရိတ်ရောင်ကိုမတွေ့ခဲ့ဘူးညဘက်တွေဆိုလဲသူမအိမ်ရှိကိုဖျက်ရှောင်နေခဲ့တယ်အရိုက်များခံနေရပြီလားဆိုတဲ့အတွေ့တယ်ဒါမဲ့သူမကကျွန်တော်ကိုတွေ့တိုင်းပြုံးပြပြီးစကားတစ်ခုတောင်ပြောပြခဲ့ဘူးခြံပြင်ဘက်ထွက်ပြီးကျွန်တော်နဲ့တောင်စကားလာမပြောအဖွာတလုံးလောက်တော့စားပါနော်တော်ပါ၏မစားချင်ဘူးစားပါဖွာရဲ့အဲ့ဒါမှဖွာစေးတောက်လို့ရမှာလေတော်ပါပြီငါစားနေတဲ့အချိန်နေအဲ့လူနဲ့တွေ့ဖို့ခိုးထွက်သွားအောင်မယ်သမီးဂရိပေးပြီလေအဖွာကိုသမီးသူနဲ့ဖယ်တော့မှမတွေ့တော့ပါဘူးလို့သမီးအဖွာရဲ့မုံငင်းခင်းလေးကိုပဲပိုးသက်ကြီးပြန်ပြီးပြန်လာခဲ့မယ်နော်အဖွာချစ်တဲ့ပင်လေးတွေကလေဂီယူမဆိုင်မရနဲ့ညှိုးနေပြီနော်ဖွာထမင်းဖြည်းဖြည်းချင်းစားပြီးသမီးကိုစောင့်နေတော့ကျမဖွာကိုတေးကြပါပြီစိုက်ကင်းဘက်ကိုထွက်လာခဲ့တယ်နေမင်းကြီးကတောက်ပနေတော့တစုံတယောက်ကိုတော့တတိယသွားတယ်သူ့ကိုပဲရှောင်ပြီးနေနိုင်တာပါအမတ်တရားတွေကိုတော့ပယ်မေးနိုင်မှမလဲလေဘယ်နေရာကြည့်ကြည့်သူ့ပုံရိပ်တင်တယ်ဘယ်နေရာရောက်ရောက်သူ့စကားတန်တွေကပဲ့တင်ထက်နေကျမဟင်းရွက်တွေကိုစေးဖြန်းနေအောင်
ရုတ်တရက်မိုးတွေအုံပြီးရွာချလာခဲ့တယ်။မိုးတွေတော်တော်အောင်သဲလာပြီပဲ။ငါအိမ်ပြန်မှဖြစ်တော့မယ်။ဟာရင်လှဲထွက်မှာအနောက်ကနေတယောက်ကသူမလက်ကိုဆွဲထားလိုက်တယ်။ဟမ်ဦးလေးကြီးနင်းပါလို့ကိုကိုရှောင်းနေရလဲ။ကျမမရှောက်ပါဘူး။ဟုတ်လား။ဒါဆိုကိုလှုပ်လို့ရတယ်မလား။ထုံကဟာရင်ရဲ့နှကန်းလေးကိုနမ်းလိုက်တယ်။ဦးလေးကတကယ်လုံးမလို့လား။မင်းလဲကိုကိုမမေ့သေးဘူးမလား။တေချာနားထောင်ဟာရင်ကိုမင်းကိုလက်မလွတ်နိုင်ဘူးမင်းပါဇက်ကနေကိုကိုမုန်းတယ်လို့ပြောပါကိုထွက်သွားနိုင်လိမ့်မယ်ဒီတိုင်းထွက်သွားရင်ကိုကိုအရှုံးသမားတယောက်လိုပဲခံစားနေရမှာကျမကဘယ်လိုလုပ်ရမှာလဲအဖွားကလည်းထမင်းမစားဘူးစေးမတောင်းနဲ့ကျမကိုညင်းနေအဲ့ဒါကြောင့်သူ့လိုကြတိုင်းဦးလေးကြီးနဲ့လာတွေ့လို့မရခဲ့တာအခုဦးလေးကြီးကပါကျမကိုအနိုင်ကျင့်နေရလားကိုမနှက်ဖြန်သွားတော့မယ်ဟာရင်ကိုဟာရင်နဲ့တွေ့ပြီးအေးစေးစကားပြောချင်အောင်ပါပဲအခုတော့ကိုလည်းချိန်တွေကိုသဘောပေါက်သွားပါပြီကိုတောင်းပန်ပါတယ်ဒုံကဟာရင်ခေါင်းလေးကိုကိုင်းပြီးနှက်ခမ်းလေးနမ်းပြီးစကားပြောလိုက်တယ်ပြီးတာနဲ့သူလှည့်ထွက်လာခဲ့လိုက်တယ်ဒါပေမဲ့ပွေးဖက်လာတဲ့တဲ့စုံကဦးလေးကြီးကျမတောင်းပန်ပါတယ်ဦးလေးကြီးကိုအဝေးတွန်းထုတ်မိလို့ကျမဦးကိုမမုန်းပါဘူးဘယ်လိုလုပ်မုန်းလို့ရပါလဲကိုလည်းမင်းကိုချစ်တယ်ဟာရင်မိုးရေထဲမှာအချိန်တော်ကြာနန်းဆိုင်နေခဲ့ကြတယ်ညရောက်တော့ဟာရင်ဖွာအိပ်ပျော်သွားတဲ့ချိန်အသားလေးခိုးထွက်လာခဲ့တယ်။ဟာရင်ဦးလေးကြီးစောင့်နေရကြပြီလား။ကိုစိတ်ပူနေရမင်းမျက်နှာလေးမမြင်ရတော့မအောင်။အဖွာအိမ်ညာကိုစောင့်ပြီးထွက်လာလို့ပါ။ဒါဆိုသွားကြမယ်လေ။ဦးလေးကြီးကဘာပြမလို့လဲ။လှဝက်ချက်တစ်ခုခုလား။ရောက်ရင်သိမှာပေါ့။ကားပေါ်တက်။ဟာရင်လည်းကားပေါ်တက်ပြီးသူခေါ်သွားတဲ့နေရာကိုလိုက်သွားလိုက်တယ်။လာရောက်ပြီးမျက်လုံးမှိတ်ပြီးသွားမယ်။ဦးလေးကြီးကလည်းပဟေလိဆန်နေလိုက်တာနော်။လာရှေ့ဆိုရောက်ပြီးဖြည်းဖြည်းရှောက်ဟာရင်မျက်လုံးဖွင့်ကြည့်လိုက်တော့ဟာလာလိုက်တဲ့ကန်းချေပါလားမင်းသဘောကျရဲ့လားဒီနေရာကိုဦးကဘလို့သိရလဲကိုတယောက်တည်းကန်းချေမှာလာထိုင်ဘူးတယ်လေကိုမင်းပေါ်မှာလှုပ်ပေးနိုင်တာများများစားမရှိဘူးစိတ်ပြက်မိရဲ့ဦးကလည်းစိတ်မကောင်းမဖြစ်ပါနဲ့ကျမဦးကိုရှောင်းနေရအဖွားကိုကြောက်လို့မဟုတ်ပါဘူးအဖွားဦးကိုထက်ပြက်တနာလာရှာမှာစိုးလို့ပါဟုတ်လောက်တယ်လာထိုင်အောင်ကိုမပြီးရပါတယ်တောက်မယ်လေဦးရောမတောက်လားကိုကကားမောက်ရအောင်ပါဆိုတော့မတောက်တော့ဟာရင်တို့နေအောင်ကန်းချေပေးမှတူထိုင်စကားစမိပြောနေကြတယ်ကျမဘီယာစားတော့တက်ခါစားအချိန်ကိုတတိရတယ်အဲ့တော့ခါပြီးမကောင်းတဲ့ရအောင်လူတွေကဘာလို့ကြိုက်တာလဲလို့တွေးမိပေမဲ့အခုတော့ဒီရသားလေးရပဲလူကိုလန်းဆန်းစရာကိုသိလိုက်ရတယ်ဟာရင်လေးတောင်လူကြီးဖြစ်နေပြီပဲတိကျစဉ်းစားကြည့်ဦးလေးကြီးနဲ့မှဘီယာစားတော့တက်ခဲ့ရပဲပြီးတော့ပထမဆုံးနဲ့ရလဲဦးလေးကြီးနဲ့ပဲဘဲချိန်ဟိုပြန်ရမှာလဲဦးလေးကြီးဘနဲ့စောစောဘလောက်စောစောလဲတစ်ချိန်လောက်တော့လှုပ်လို့ရသေးဟာရင်တို့နှစ်ယောက်စိတ်တူကိုတူစွာနဲ့ပဲအနီးနာဟိုတယ်တစ်ခုကိုသွားလိုက်ကြတယ်ဟာရင်ရင်ချိုးပြီးအခန်းထဲထိုင်ဆောင်နေအောင်ဒုံကလည်းရေချိုးပြီးထွက်လာတယ်ဟာရင်မျက်နှာဘာလို့အဲ့လောက်ရဲနေရလဲမသိဘူးပထမဆုံးချိန်လည်းမဟုတ်တာတော်တော်နီးနေရပဲမင်းမူးနေရလားမမူးပါဘူးမင်းနာမည်ကပါလဲဟာရင်လေမမူးပါဘူးဆိုမှကိုနာမည်ရောအဲ့ဒါကိုမေ့ကြလားတုံးလေကျမရဲ့အချက်ဆုံးဦးလေးကြီးတို့ကိုနာမည်ကိုဆက်ခေါ်ပေးဒုံးကဟိုင်းကိုအဲ့ရပေါ်လှဲချလိုက်တယ်ဦးလေးကြီးတို့ဒုံးကဟိုင်းရဲ့လက်တိုင်လေးကိုမကင်ရပေးလိုက်တယ်ဦးအင်ကြီးတွေချွတ်ထားအောင်လေနှစ်ယောက်သားအင်ကြီးတွေချွတ်လိုက်ပြီး6-9ပိုစရှင်နဲ့နေရာယူလိုက်ကြပြီဦးလေးကြီးတကယ်လုံးတန်တွေနဲ့စုညံပြီးအဆင်ပြေရလားအကောင်နာသွားလားအဆင်ပြေတယ်မင်းကတော့လေတော်တော်ဆိုးတာပဲဟာရင်လက်တွေကိုဒုံကအဝင်းနဲ့စီးလိုက်ပြီးပေါင်နဲ့သူသွဲလေးနှစ်ခုကိုမြှောက်ခိုင်းထားတယ်ဦးလေးကြီးလက်တီးခံထားလေရုပ်လေးကဘာဖြစ်နေရလဲကိုမင်းကိုနှိပ်ဆက်တော့မှာဦးရဲ့လက်တွေကကြီးပြီးရှည်တယ်ကျမမခံနိုင်ဘူးဟာရင်လေးစိတ်ဆိုးနေရလားဟာပြီးသွားတာလားလာခဲ့နောက်တစ်ခါမင်းကိုခွင့်ရေးပေးမယ်ဒုံကဟာရင်မျက်လုံးလေးကိုပါအဝင်းနဲ့စီးလိုက်ပြီးသူ့နှကန်းလေးကရက်ဝင်းနေဦးလှုပ်ပြီးတော့လေဘာရီလောနေရလဲဟာရင်လေးကလည်းတစ်ချိန်နေပြီတစ်ချိန်နှက်ခမ်းနေရောလက်ချောင်းတွေနဲ့ရောစော်ကစားနေရောဟာရင်ဒူးတွေမခိုင်တော့လာကိုပေါ်ဟုတ်လာပြီဦးကျမမရတော့လို့ဟာရင်ကသာအလံပြူပြနေပြီဆိုတော့လေဒုံကတော့အရှိန်မလျှော့ပဲဇက်တိုက်အညိုးတယ်ဦးလေးတယောက်တည်းပြီးမနေနဲ့လေကွာကို့ကိုစောင့်အောင်မပေါ့နိုင်ပေါင်းများစွာကြာဟာရင်အေးတောက်မလားရေတောက်မလားအော်ရေတောက်မယ်လေဟာဘာလို့ဘောင်းမိပြန်ဝက်တာလဲ
မဟုတ်သေးပါဘူးဦးလေးကြီးငယ်လဲမငယ်တော့တဲ့ဟောင်းဘာလို့အဲ့လောက်တောင်လုံးနိုင်ရတာလဲဟာရင်ကိုကြည့်နေပြီလို့ထင်ပါတယ်ကွာမနဲ့မိုးလေးစားပြုတ်နေပြီအရှင်ကပြင်းနေစေတကယ်ကိုနောက်ဆုံးတစ်ခေါက်ပါကွာကျယ်ရီကိုကြည့်ပြီးလို့ရင်ပိုကောင်းတယ်မလားဟုတ်တယ်နော်အခုလိုလုံးနေရအရင်မိုက်တယ်နေဘက်ထက်ညဘက်ညီးတန်တွေကပိုကောင်းတယ်ဦးတရက်ကွက်လုံးအဖိုးကြီးတွေပါမချမ်းမင်းကြီးတန်တွေကိုကိုကြားစေခြင်းတယ်ဦးလေးကြီးမင်းလဲကောင်းနေရပဲလေမင်းဖွားကိုပါခေါ်ပြလိုက်ခြင်းတယ်မင်းဒီမှာနေလို့ကောင်းနေအောင်ဦးလေးကြီးအချိန်ပေါင်းများစွာမရက်မနာခီးစိန်နောက်ဆုံးမှာတော့ပွေးဖက်လိုက်ကြပြီနေထွက်တော့မယ်ကိုတကယ်သွားရတော့မယ်ဟာရင်မင်းတကယ်မလိုက်ဘူးလားကျမဦးလေးကြီးနဲ့ရမ်းပျော်ခဲ့ရတယ်ဟာရင်စဉ်းစားကြည့်တော့ကိုသေးချာမပြောရသေးဘူးထင်တယ်ကိုမင်းကိုတိတ်ချစ်တယ်ကျမလည်းဦးလေးကြီးကိုချစ်တယ်ဟာရင်ကိုဒုံကအိမ်ပြန်လိုက်ဖို့ပေးပြီဟာရင်ကိုတကယ်သွားရတော့မယ်ကိုနဲ့တူတူလိုက်ခဲ့ပါလားကွာခေါင်းမမာပါနဲ့တော့ကိုတော့အဖွားကိုတေချာပြောကြမယ်လေဟမ်ဦးကျမဖွားရဲ့နောက်ဆုံးချိန်ထိသူနဲ့တူတူဒီမှာပဲရှိနေပေးမှာကျမတို့ကတယောက်တည်းပဲရှိရဲ့မိသားစုတွေလေပြီးတော့ဖြစ်နိုင်ဦးလေးကြီးလည်းဒီကိုထပ်မလာပါနဲ့လားကျမအတွက်လည်းခက်ခဲတယ်လေကောင်းပါပြီဟာရင်ဒါပေမဲ့တခုခုဆိုကိုကိုဖုံးဆက်ပေးပါကိုချက်ချင်းလာခေါ်မယ်ဒီလိုနဲ့ပဲဒုံထွက်သွားခဲ့တယ်ဟယ်လိုဟုတ်ကဲ့လူကြီးမင်းမင်္ဂလာပါရှင်ကျမတို့ထုတ်ကုန်လေးနဲ့မိတ်ဆက်ဟာရင်စီကဖုံးပေတော့ရမှာလေရုံခန်းထဲကတပ်ပြင်းလှိမ့်ချနေတဲ့ဒုံတရားငါသူမကိုပေးနိုင်ဖို့အလုပ်တစ်ခုထပ်လုပ်ရမလားသူမငါးစီဖုံးဆက်လာမယ့်နေရာဘယ်တော့မှရောက်မှာလဲနေနေညာညာဟာရင်ကြောင်ပဲတွေ့ပြီးလွမ်းနေရတဲ့သူအားတွန်းတတိယလိုက်တာကွာတောက်ဖို့ကလည်းကုန်ပြီသွားဝယ်ရအောင်မယ်အနီးနာမတ်တစ်ခုပါတောက်ဖို့ထပ်ဝယ်ပြီးထုံဝန်းပြန်လာခဲ့တယ်ဒီမှာကားလန်ကူဖို့စောင့်နေအောင်လူတစ်ယောက်ကသူ့ကိုလာခေါ်တယ်ဖုန်းနံပါတ်လေးပေးပါလားဦးလေးဟာရင်မင်းဟာရင်ကဘာတူလဲအာ sorry ကျွန်တော်လူမားသားလို့ဒါဆိုဖုန်းနံပါတ်လေးပေးပါလားမရဘူးကျွန်တော်မှချစ်သူရှိလို့အခုဆိုအမြင်တွေကပါသူမပုံရိပ်တွေပဲထင်ကြံစီခဲ့တာဟာရင်အမောင်ကဘာချန်ထဲမှာလဲသူမနာမည်လေးကိုရေးရွရင်တကူရဲဖြတ်တန်းခဲ့ရတယ်ဒီလိုနဲ့ပဲတရားသေးပြီးတရားသေးကြော်ဖြတ်လာခဲ့ရတယ်ဟာရင်ပြောထားတဲ့အတိုင်းနွေရာသီရောက်တော့လဲသူမစီထပ်မသွားတော့စောင်းရာသီမှာလဲသူမကိုပို့လွမ်းနေတယ်တရက်ဒုံရေချိုးပြီးထွက်လာတော့ဖုံးတန်အားဇက်တိုက်မြည်တယ်ဟာဒီကြော်ညာဖုံးတွေကတော့ကွာဆက်လို့ကိုမပြီးတော့နေပါဦးမနေ့ကလေးကဒီနံပါတ်တစ်ခုတည်းကငါ့ကိုခေါ်နေရပဲဒုံလဲစိတ်လုံရှားသွားပြီဟယ်လိုထပ်ပြီးကြော်ညာပဲလားကျမဟာရင်ပါဦးလေးကြီးဟာရင်ကျမဦးစီလာလို့ရမလားလွန်ခဲ့တဲ့လနေငယ်လောက်ကအဖွားဆုံးသွားတယ်စာပနာပွဲကိုလည်းတေချာလေးလုပ်ပေးခဲ့တယ်ပြီးတော့အိမ်တန်ရှင်ရေးလုပ်ပြီးအဖွားခန့်မှာနေခဲ့တယ်အခုဒီလဲဖြည့်ဆယ်လို့မရသေးဘူးကျမအဖွားလိုချင်တဲ့မြေမဖြစ်ခဲ့တဲ့ပုံပါပဲအခုရွာတွေကလူတွေကကျမကိုဘယ်မှာနေကြမလဲလို့မေးကြတယ်ကျမပြေးမြင်တာဆိုလို့ဦးတယောက်တည်းရှိရဲ့အခုကားဂိတ်ကိုရောက်နေပြီကျမကိုလာခေါ်ပေးနိုင်မလားယင်ကိုခုလာခဲ့မယ်ဟာရင်ထုံးလဲကားတော့ယူပြီးအဝေးပြေးခိတ်ကိုအမြန်ထွက်လာခဲ့တယ်နေနေတပွဲကြာနေတဲ့အချိန်ဟာရင်ကလည်းဒိုးကိုကားဂိတ်မှာလိုက်ရှာနေခဲ့တယ်ဟာရင်ဦးနှစ်ယောက်သားပြေးဖက်လိုက်ကြပြီစောင့်နေရတာကြာသွားပြီလားဟောခဏလေးပါပဲဦးဒီလောက်အေးနေအောင်ဘာလို့ထူထူမဝက်တာလဲအဝက်စားကားပေါ်မှာဘလို့တောင်မှနေခဲ့ရလဲဒီဝက်လေးတွေနဲ့ဦးလေးကြီးကမတွေ့ရကြတော့ပိုဆူလာတယ်လို့ပဲမင်းကိုနေတိုင်းစောင့်နေခဲ့တာမင်းတယောက်တည်းအရာအားလုံးကိုကြော်ပြတ်ခိုင်းစေပြီလို့တောင်းပန်ပါတယ်ဟာရင်မင်းတန်မာခဲ့ပါတယ်လာခေါ်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်ဦးလေးကြီးကားဂိတ်ကကော်ဖီဆိုင်လေးမှာကော်ဖီပူဝင်တော့ပြီးအိမ်ပြန်လာခဲ့ကြတယ်ဦးလေးကြီးကားပေါ်မှာတော့မထိုင်ရတာကြာပြီနော်ဒါနဲ့ငိုနေတော့လားကော်ဖီဆိုင်မှာတော့ဟာရင်ကိုလွမ်းနေတဲ့အကြောင်းပြောရင်ငိုချလာတဲ့တွန်းကားနောက်ခန်းကနေစေတယ်မင်းကြောင့်ကိုမြက်ရီ6ခန်းသွားပြီစနေတာကိုတော်လိုက်တော့ဒါဆိုရင်လေဒီမှာရောဟိုင်ကသူ့အနာဝေယကိုချုပ်ပြီးတုံးကိုပေးလိုက်တယ်ကားအတွက်လောက်လာတုံးကအနာဝေယကိုနမ်းလိုက်ပြီအိမ်ထီးဆိုရင်တော့လိုသေးမျိုးဆိုတဲ့အတိုင်းအကုန်စည်းကြည့်ရပဲဟိုင်ကသူ့ပေါင်တန်လေးတစ်ခုကိုကားပြလိုက်တယ်တုံးကမှန်ထဲကနေကြည့်နေမီးစိမ့်နေပြီခဏကြာတော့တုံးရဲ့ကွန်တိုကိုရောက်လာတယ်ကားပါကင်ထိုးပြီးတော့မှပဲတုံးကကားပေါ်ကဆင်းလိုက်ပြီးအနောက်ကန်းတကားကိုဖွင့်လိုက်တယ်အဝတ်တွေကျမပြန်ဝတ်လိုက်စကားတော့မစုံသေးဘူးတုံးကဟာရင်နှကန်းလွှာတွေကိုထိုးထည့်လိုက်တယ်ကားကိုအပီပေးလိုက်တော့ကောင်းလိုက်တာဟာရင်မယော်တီရတာမခံစားရတာကြာပြီမလား
အရာသာရှိရဲ့တို့ကလည်းဟာရင်ကောင်းလေးကိုကိုင်းပြီးစိတ်ကြိုက်ထဲနေတည်တဲ့အထိမင်းတယောက်တည်းပိုင်တဲ့ຢာပဲနောက်ဆုံးမှာတော့ဟာရင်နှက်ခမ်းလွားတယ်အချစ်ရည်လေးတွေကပြည့်နေသွားတယ်တပြိုင်နက်တည်းမှာပဲဟာရင်ကိုကားဆိုပါပေါ်လှဲချပြီးဦးလေးကြီးနားတယ်ကိုမင်းကိုဘယ်လောက်တောင်လွဲနေလဲမင်းသိရလားမင်းမမေ့နဲ့အခုချိန်အားစားပြီးကိုရောကတယောက်ကိုတယောက်ပိုင်တယ်ဒီအိမ်ကိုလည်းမင်းပိုင်တယ်အဖွားကတော့ယောက်ျားတယောက်နဲ့တူတူမနေနဲ့တဲ့ဟာရင်ခါလေးကိုဆွဲလက်ပြီးနောက်ကနေမင်းကအခုမျိုးသူဖြစ်ပြီးပဲမျိုးသူလိုပဲနေရတော့မှာပေါ့မျိုးကယောက်ျားတယောက်နဲ့ကားထဲမှာအခုလိုဖြစ်နေအောင်ကြိုက်တယ်မလားဦးနောက်ထပ်တစ်ခါဟာရင်ကိုကားပေါ်တင်ပြီးတကားတွေပိတ်လိုက်ပြီးထုံကသူ့ကိုယ်နဲ့ဖိပြီးကောင်းလိုက်တာကွာဦးလေးကြီးအရန်ကောင်းတယ်ကားပါကင်အားခြေကားလေးတစ်စီးဟာတသိမ့်သိမ့်တုံခါရင်အော်ကြီးတန်တကြိုကျဲလောင်နေတယ်ကိစ္စတွေပြီးတော့ထုံကဟာရင်ကိုရေချိုးကန်နဲ့ခေါ်သွားပြီးရေချိုးပြီးရေချိုးကန်ထဲမှာလည်းတခါဦးလေးကြီးရပါတယ်ကျမဘာသာရှေ့ကိုလမ်းလျှောက်ပါမယ်မဟုတ်တာမင်းပင်ပန်းနေပြီကိုချီသွားမယ်ဦးကတော့လေဒီမှာမင်းနေရမယ်ခဲလှလိုက်တာကျမခန်းနေလားမိန်းကလေး၃ဆောင်ပြည့်စုံရဲ့အားလုံးပြည့်စုံကြိုက်ရလားကြိုက်တယ်ရဲ့တော်သေးပါရဲ့ကွာကျမအတွက်ဘာလို့ရင်ကလေးကဒီလိုပြင်ဆင်ပေးထားလဲကျမမလာခဲ့ရောမင်းကိုစီလာမယ်ဆိုတာကိုယုံတယ်ကိုတိမ်လူမျိုးပါဖြစ်နေတာအဲ့ယုံကြည်ချက်ကိုမပြည့်ဘူးကျမကိုမစွန့်လို့ပဲလက်ခံပေးလို့ကျေးဇူးတင်ပါတယ်အခုအားစားပြီးကျမလည်းဦးလေးရဲ့လက်ကိုထာဝရစုပ်ကင်ထားပါမယ်။နေရာတည်းရဲ့တရက်မှာတိုးနဲ့ဟာရင်ပန်းချန်လေးတဲ့လမ်းလျှောက်ရင်ဦးလေးကြီးသိလားနေရာဒီမှာယောက်ျားတယောက်ကကိုယ့်ဘေးမှာတူရှိနေတဲ့တဲ့။ရာသီတိုင်းတူရှိနေပေမဲ့လူကိုရှာတွေ့နိုင်တဲ့အချိန်လို့လည်းပြောကြတယ်။အဲဒါကြောင့်ကျမဦးလေးကြီးကိုထာဝရချစ်သွားမယ်။ဦးလေးကြီးနဲ့တွေ့ပြီးတော့ကျမဘွားလှပလာခဲ့တာ။ဒီလိုဘွားကြီးကိုလက်ဆောင်ပေးလို့ကျေးဇူးတင်ပါတယ်။ညိတ်လေးဝိုင်းသားနဲ့ကလေးတယောက်လိုပြောနေတဲ့ဟာရင်မင်းဟာသားကိုယ့်ရဲ့ကဘာကြီးပါဟာရင်အခုအားစားပြီးကို့နာမှာမြဲရှိနေပေးပါနော်နှစ်ယောက်သားကျင်ကျင်နန္နာပွေ့ဖက်လိုက်ကြပြီအမြဲထာဝရဘဝစတိုင်းတူတူရှိနေကြမယ်နော်အလားဆုံးနန်းတပွင့်ကိုချွေလိုက်ပါတော့တယ်ဇလန်လေးကဒီမှာရင်ပြီးဆုံးသွားပါပြီနားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဘလို့ဇလန်ကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်